တို့ရှင်နာရီတီတီရှိပါပြီဗျာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုတနာရီခွဲခန့်မြတ်နာယူကျင့်ကြံကြနှလုံးသွင်းကြအာယုံပြုကြရအောင်ဒီကနေ့သာသနာတော်နှစ်2555ခုကောဇာတက္ကိ1383ခုဝါဆိုလပြည့်ကျော်တရက်နေ့ညမန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ညောင်ဦးမြို့တန်တဲဟိုတယ်ဓမ္မဒါနလှူရှင်များဖြစ်ကြတဲ့တက္ကကြီးဥကိုကြီးတက္ကမကြီးဒေါခင်ထေဝင်းသမီးမတန္တာကိုကြီးကိုအောင်မခိုင်စာကိုကြီးမြေမချစ်ခွန်းချိုနဲ့ဝန်ထမ်းများမိသားစုတို့ကမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုပြီးတော့ကုသိုလ်ကောင်းမှုတိုးပါစေခြင်းအလို့ငါမြင့်မြတ်တဲ့ရည်ရွယ်ချက်တို့ဖြင့်ပြုလုပ်ခြင်းရင်ကျင့်ပအပ်တဲ့ဓမ္မဒါနတရားပွဲတပင်မှာပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီနေ့ညဘာတရားဟောမှလဲဆိုလို့ရှိရင်ဓမ္မပဒပါဠိတော်ပုပ္ပဝဲမှာလာရှိတဲ့ပါဝေယကလို့အမည်ရတဲ့တက္ကတုံးနဲ့ပတ်သက်ပြီးတော့အဲ့ဒီတက္ကတုံးကိုကြီးညိုကိုးကွယ်တဲ့ဓမ္မကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဂါထာတစ်ပုဒ်ရှိပါတယ်အဲ့ဒီဂါထာကလေးကိုအခြေခံပြီးတော့ဗမာလိုခေါင်းစဉ်လေးတက်ပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညဦးဇင်းတို့ပြောသွားဖို့စီစဉ်ထားပါတယ်တရားခေါင်းစည်းကသူအကြောင်းကိုအကြောင်းတဲ့ပြောကြည့်စမ်းပါဦးဗျာသူအကြောင်းကိုအကြောင်းမိမိတို့ရဲ့အတွေ့ထဲမှာသူတစ်ပါးရဲ့အကြောင်းတွေကိုတွေးပြီးတော့အချိန်နည်းအချိန်ကုန်ခဲ့တဲ့ကာလတွေများလာပါပြီသူတစ်ပါးရဲ့အကြောင်းတွေကိုတွေးပြီးတော့အကုသိုလ်ဖြစ်ပေါင်းလဲများလာပါပြီသူတစ်ပါးရဲ့အကြောင်းတွေကိုတွေးပြီးတော့မိမိတို့ရဲ့အဖို့တန်တဲ့အချိန်တွေအဖို့တန်တဲ့လုပ်ရမယ့်အလုပ်တွေလစ်ဟင်းခဲ့ပေါင်းလဲများလာပါပြီတကယ်တွေးရမယ်ကိုယ့်အတွက်အရေးကြီးတဲ့ကိုယ့်အကြောင်းကိုတွေးဖို့ကြတော့အချိန်ယူရကောင်းမှမသိတွေးရကောင်းမှမသိကိုယ့်အကြောင်းကိုနားလည်ရကောင်းမှမသိပဲနဲ့နေခဲ့ရတဲ့အချိန်တွေလည်းများခဲ့လှပြီအဲ့ဒီတော့မြတ်စွာဘုရားရဲ့အလိုအားလျော်စွာလောကမှာလူရည်လို့ဖြစ်လာရင်ကိုတယောက်တည်းရှင်သန်လို့ရတာမဟုတ်ဘူးလေကိုပတ်ဝန်းကျင်မှာတပါးသောသူတွေဆိုတာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိမနေဘူးလားရှိနေတယ်သားတွေသမီးတွေမြေးတွေမြစ်တွေရှိမယ်မိတ်ဆွေအပေါင်းအသင်းတွေဆွေမျိုးတွေရှိမယ်ပတ်ဝန်းကျင်လူသားတွေရှိမယ်ကိုကလွဲရင်တခြားသောသူတွေဟာသူတစ်ပါးပဲမဟုတ်လားအေးအဲ့ဒီလိုမိမိနဲ့သူတစ်ပါးနှစ်ဦးသားရှိကြတဲ့အခါကာလမှာသူတစ်ပါးအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားသင့်တယ်လဲကိုအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားသင့်တယ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘဝမှာအင်မတန်လဲအရေးပါတယ်လက်တွေ့လဲအင်မတန်ကြတယ်လို့ဦးဇင်းတို့ယူဆတဲ့အတွက်ကြောင့်မိမိတို့ကိုမိမိတို့ချမ်းသာခြင်းကြတယ်ဆိုရင်ဘုရားရှင်ကိုတော်မြတ်ရဲ့တပါးသောသူတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုနှလုံးသွင်းရမယ်မိမိနဲ့ပတ်သက်ပြီးတော့ဘယ်လိုနှလုံးသွင်းရမယ်ဆိုတဲ့ဆုံးမတော်မူချက်ကလေးကိုပြောခြင်းတဲ့အဓိပ္ပာယ်လေးကတော့နည်းနည်းလေးပဲဒါပေမဲ့အင်မတန်အရေးကြီးတယ်လို့ထင်တယ်သူအကြောင်းကိုအကြောင်းမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတော်တွေဟာကာယကံမှုနဲ့ပတ်သက်ပြီးတော့ဟောတာတွေရှိတယ်ဒီလိုမလုပ်ကြနဲ့ဒီလိုလုပ်ရင်ဆင်းရဲလိမ့်မယ်ဒီလိုတော့လုပ်ကြဒီလိုလုပ်မယ်ဆိုရင်ချမ်းသာလိမ့်မယ်လို့ကာယကံနဲ့ပတ်သက်ပြီးတော့ဆုံးမညွှန်ကြားထားတာတွေမရှိဘူးလားနောက်ဝစီကံနဲ့ပတ်သက်ပြီးတော့ဒီလိုမပြောကြနဲ့ဒီလိုပြောရင်တော့ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာဆင်းရဲလိမ့်မယ်ဒီလိုပြောတဲ့နဲ့ဒီလိုပြောမှချမ်းသာလိမ့်မယ်ဆိုပြီးတော့ဝစီကံနဲ့ပတ်သက်ပြီးတော့ဆုံးမထားတာကိုမရှိဘူးလားဗျာရှိတယ်ဒီကနေ့ညကာယကံနဲ့ပတ်သက်ပြီးတော့သိမပြောပါဘူးဝစီကံနဲ့ပတ်သက်ပြီးတော့လည်းသိမပြောပါဘူးအရေးအကြီးဆုံးဖြစ်တဲ့မနောကံနဲ့ပတ်သက်ပြီးတော့ပြောခြင်းတယ်ဘာကြောင့်လဲဆိုတော့ကာယကံနဲ့ဝစီကံကပို့ပြီးတော့အရေးပါတယ်အရာလဲကျဲတယ်
အဲ့ဒီဝစီကံနဲ့မနောကံကပိုးပြီးတော့အရေးပါပြီးတော့ပိုးပြီးတော့အရာကျဲတယ်နည်းနည်းလေးစဉ်းစားကြည့်ဟောဒီပေတကြီးကိုသူတစ်ပါးအသက်မတတ်နဲ့သူတစ်ပါးဥစ္စာမခိုးနဲ့သူတစ်ပါးအိမ်ရမပြစ်မှားနဲ့လို့သိပ်ပြီးတော့ဆုံးမစရာမလိုဘူးကြားလဲကြားဘူးတယ်ကာယကံနဲ့ပတ်သက်ပြီးတော့သိပ်ရှုပ်ထွေးတာတွေမရှိဘူးဝစီကံကြတော့နည်းနည်းလေးပိုခဲရင်လာတယ်လွန်ကျူးမှုလည်းများလာတယ်မတတ်ဘူးမခိုးဘူးအိမ်တော်ကြီးမဖောက်ပြန်ဘူးဆိုတဲ့လူတွေများပေမဲ့လို့ဟေ့မလိမ်ဘူးဟေ့ဂုံစကားကိုမပြောဘူးဟေ့ကြမ်းတမ်းတဲ့စကားကိုမပြောဘူးအနှစ်မရှိတဲ့စကားကိုမပြောဘူးလို့ပြောနိုင်တဲ့လူကြတော့နေမသွားဘူးလားနေသွားတယ်ကာယကံအပြစ်ကင်းဖို့တဲ့ဝစီကံအပြစ်ကင်းဖို့ကပို့ပြီးတော့မခဲခြင်းဘူးလားခဲခြင်းနေဗျမဟုတ်တာလေးတွေကပြောမိနေတဲ့ပူပူတာတာလေးတွေလေဟုတ်လားကိုကိုပို့ပြီးတော့ချစ်စေခြင်းလို့မင်းကိုဘယ်သူကဘလို့ပြောနေတာလို့ဂုံစကားလေးတွေတဲ့တစ်ခါတစ်ခါပြောမိတတ်တယ်လေဟုတ်လားကြမ်းတမ်းတဲ့စကားတွေကလည်းစိတ်လိုက်မှန်ပါတစ်ခါတစ်ခါထွက်သွားမိတတ်တယ်လေအနှစ်မရှိတဲ့စကားတွေကတော့အမြဲတမ်းလိုထွက်နေတတ်တယ်ဒီတော့ပြောချင်တာကကာယကံနဲ့ဝစီကံကပို့ပြီးတော့လွန်ကျူးမှုများတယ်ထိမ့်သိမ့်ဖို့လည်းပို့ခက်တယ်ဝစီကံနဲ့မနောကံကြတော့ပို့ပြီးတော့ခက်သွားပြီလို့ပေတတ်တို့သဘောပေါက်ပါတယ်ဟုတ်လားစိတ်ထဲကတွေးချင်ရတွေတွေးဒီတော့စိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်စိတ်ဆင်းရဲတယ်ဆိုတာဆင်းရဲအောင်တွေးလို့ဆင်းရဲတာပေတတ်စိတ်ဆင်းရဲတယ်ဆိုတာဆင်းရဲအောင်တွေးလို့ဆင်းရဲတာရှင်းရှင်းလေးပဲချမ်းသာအောင်တွေးရင်ချမ်းသာပါတယ်အဲ့ဒီအတွေးတွေနဲ့ပတ်သက်ပြီးတော့မနောကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကစိတ်ချမ်းသာခြင်းကြတယ်ဆိုရင်ဒီလိုခံယူချက်မျိုးနဲ့ဒီလိုတွေးရမယ်ဒီလိုစဉ်းစားရမယ်လို့ညွှန်ကြားခဲ့တယ်ဒါကြောင့်မနောကံနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညဦးစားပေးပြီးတော့ဦးဇင်းတို့ပြောပါမယ်ဟုတ်လားတရားကမဟောရသေးဘူးဏိဒန်းကိုတော်တော်ရှင်းနေပြီနော်တဏှာကြီးခွဲတော့ထိုင်ကြရမယ်ဟုတ်လားဒကမာကြီးများသူအကြောင်းကိုအကြောင်းတဲ့မနောကံနဲ့ပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ပြောမဲ့ပြောကြချက်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုကရုဏာကုန်ပညာကုန်နှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အားလုံးလက်ဥကလေးတွေချီထားကြဗျာကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟဓမ္မံသာနရမရလောကကရုံဒီဒုက္ခတံဂတိဝိမု ddံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနဲ့မြမတတဝါအနန္တတို့ဤကြောင့်ထီတန်တို့အလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မာလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမကာယဝစီမနောကြည်ပေသုံးလီဒွါရပနာမဖြင့်
ဒုက္ခယောကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ကြပါကုန်၏မြတ်စွာဘုရားသူအကြောင်းကိုအကြောင်းနဲ့စတင်ပြီးတော့နှလုံးသွင်းကြရအောင်များနာပရိတံဝီလောမာနိနာပရိတံကတာကတံအတနောဝအဝေခိယကတာနိအကတာနိသပရိတံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော်အောင်စိုးစိုးကားကပြောကြလာတဲ့စကားရုပ်တို့ကိုနာအဝေခိယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရအတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝကိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ဒီဂါထာလေးကိုမြတ်စွာဘုရားဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူခြင်းအခါကာလတုန်းကဟောကြားတော်မူခဲ့တယ်ဒီဂါထာလေးကိုဦးဇင်းတို့စစ်စစ်ပေါက်ပေါက်လေ့လာကြည့်တော့အဓိပ္ပာယ်၃ချက်တွေ့ရတယ်အဓိပ္ပာယ်ဘယ်နှချက်လဲဗျာ၃ချက်တွေ့ရတယ်ပြန်ပြီးတော့နာယူကြည်ညိုကြည့်မယ်ပရိသံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော်အောင်စိုးစိုးကားကပြောကြလာတဲ့စကားရုပ်တို့ကိုနာအဝေခိယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရတပါးသောသူတွေကကိုယ့်ကိုမုန်းလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထပ်ထပ်တွေးပြီးတော့ကိုကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုကိုသူများကမုန်းလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့နာအဝက္ခိယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတော်ဆိုတော့ပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝကိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့တရားဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတစ်ပါးအကြောင်းတွေကိုတွေးရင်းနဲ့ပြုံးတီးသွားမှဆိုးလို့တားမြစ်တာနံပါတ်2ဟုတ်လားနံပါတ်1ကသူများကကိုယ်မုန်းလို့ပြောတဲ့စကားတွေကိုတွေးပြီးတော့ဒေါသတွေဖြစ်ပြီးတော့မကြည်မနှက်နဲ့ခံစားမနေပါနဲ့ပြီးခဲ့ပါပြီဟုတ်လားနောက်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလိုသဘောထားပြီးတော့စဉ်းစားမနေပါနဲ့ဟုတ်လားနောက်နံပါတ်3အတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝကိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုယ်ဘာတွေလှုပ်ထားတယ်ကိုယ်ဘာတွေမလှုပ်ရသေးဘူးတနည်းအားဖြင့်တန်ဖိုးရှိတဲ့လူဘဝနဲ့ထိုက်တန်တဲ့မြင့်မြတ်တဲ့အလုပ်တွေကိုငါဘယ်လောက်လှုပ်ပြီးပြီလဲ
ငါဘယ်အတိုင်းတာအထိလှုပ်ပြီးပြီလဲငါဘလောက်မလှုပ်ရသေးဘူးလဲလို့ဒါကိုပဲစဉ်းစားပါတဲ့ဟုတ်ရဲ့လားငါဘဝမှာပြဿနာတွေအခက်အခဲတွေအများကြီးဖြေရှင်းเสียကြံသေးတယ်လို့နားလည်ထားဖို့လိုတယ်ဗျတခါကြီးဒီမကြီးများဘဝမှာမဖြေရှင်းရသေးတဲ့ပြဿနာတွေအခက်အခဲတွေအများကြီးရှိသေးတယ်ဗျအိုရအောင်မဲနာရအောင်မဲသေရအောင်မဲပစ္စည်းရှိမရှိမရွေဘူးဂုံမရှိမရွေဘူးလူတိုင်းဒန်းတူရင်ဆိုင်ရမယ့်အခက်အခဲပြဿနာကြီးတွေအိုရာဟာတိတ်ကြီးကျယ်တဲ့ပြဿနာဗျနားရဲဆိုတာလဲကြော်ဖြတ်ဖို့အင်မတန်ခဲရင်နဲ့အစဉ်ပြေတဲ့စိတ်တွေအင်မတန်ဖြစ်ဖို့ခက်ခဲတဲ့ပြဿနာကြီးဗျသေတယ်ဆိုတာကတော့တကယ့်ကိုဘဝမှာအကြီးကျယ်ဆုံးပြဿနာပါပဲနောက်ဘဝတန်တရားရေးနဲ့လည်းဆက်ဆက်နေတာဆိုတော့သေခြင်းတရားဟာတိတ်ကြီးကျယ်တဲ့ပြဿနာပေါ့အဲ့ဒီလိုဖြေရှင်းရခက်တဲ့မဖြေရှင်းလို့လည်းမဖြစ်တဲ့ပြဿနာတွေအခက်အခဲတွေတွေ့လာရင်ဘယ်အတိုင်းတာအထိပြေလေအောင်ဖြေရှင်းနိုင်တဲ့အစွမ်းအစတွေရှိပြီလေအဲ့ဒါတည်းတဲ့ငါဘလောက်လုတ်ပြီးပြီလေလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဒါကြောင့်ကို့မှာဘလို့အစွမ်းတွေရှိပြီးပြီလေဘလို့အစွမ်းတွေကတော့မရှိသေးဘူးလေလို့ကို့အကြောင်းကိုသာလေအရေးတကြီးသဘောထားပြီးတော့စဉ်းစားရမယ်ဟုတ်ရဲ့လားအဓိပ္ပာယ်ဘယ်နှမျိုးပြောလိုက်လဲ၃မျိုးပြောလိုက်တယ်ဘဝမှာအင်မတန်အခြေခံကြပြီးတော့အင်မတန်ရေးကြီးတဲ့ဆုံးမတော်မူချက်လို့ဦးဇင်းတို့ကတော့အဲ့ဒါလိုယုံကြည်ပါတယ်တခါကြီးဒီမကြီးများလည်းယုံကြည်ကြလိမ့်မယ်နဲ့တူပါတယ်ဒီကနေ့ညအဲ့ဒီအချက်ကလေး၃ချက်ကိုတဏှာကြီးခွဲအတွင်းမှာဦးဇင်းတို့စွမ်းနိုင်တဲ့လောက်ချဲ့ထွင်ပြီးတော့ပြောသွားပါမယ်နော်အခုတော့ဦးဇင်းတို့ကဘာဆက်ပြောမှလဲဆိုတော့ဒီဂါထာလေးဟောကြားရခြင်းရဲ့အကြောင်းဝတ္ထုပြောပြမယ်ဒီဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတဲ့အကြောင်းနိဒန်းပေါ့တာဝိတိမြို့မှာမအေးတစ်ခုသားတစ်ခုလင်ယောက်ျားကဆုံးမသွားလို့မအေးတစ်ခုသားတစ်ခုနေထိုင်တဲ့ဒကမာကြီးတစ်ယောက်ရှိတယ်တူရီသောသားလေးသူ့မှာအဲ့ဒီတူရီသောသားလေးအပြင်သူအင်မတန်ကြည်ညိုတဲ့မျက်နှိုးတဲ့ပါဝေယကလို့အမည်ရှိတဲ့ဒိဋ္ဌိတက္ကတွန်းတစ်ယောက်လည်းရှိတယ်သူကမြတ်စွာဘုရားနဲ့ပြင်ဆိုတော့အဲ့ဒီတက္ကတွန်းကိုသူကအင်မတန်ကြည်ညိုတာသားလို့လည်းချစ်တယ်လုပ်เสียရှိတဲ့လုပ်ဆိုရင်အဲ့ဒီတက္ကတွန်းကိုအမြဲတမ်းတိုင်ပင်တယ်ဒီလိုနဲ့နေလာရင်းနဲ့သုံးလောကထိုတာတပ်ပင်ညူမြတ်စွာဘုရားပွင့်တော်မူလာတော့တာဝတိမြို့တဲကလူတွေအချင်းချင်းပြောကြရင်းနဲ့ဘုရားရဲ့ဂုဏ်တွေဘုရားရဲ့ကျေးဇူးတွေကသူ့ရဲ့နားထဲကိုရောက်လာတယ်တာကီဝေမင်းသားမြတ်စွာဘုရားဟာကိလေသာခတ်သိမ်းချုပ်ငြိမ်းတော်မူတဲ့မကောင်းတဲ့စိတ်အညစ်အကြေးပူလောင်စေတတ်တဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့ဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားဟာတိစေယတရားအလုံးစုံကိုအကုန်လုံးသိတော်မူတဲ့ချမ်းသာကြောင့်တရားဆင်းရဲကြောင့်တရားအကုန်လုံးသိတော်မူတဲ့ဒါဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ낵ကဒါအကျဉ်းချုပ်လိုက်မယ်ဆိုရင်ဒီနှမျိုးပဲဒါလေးလည်းပဲအပြေးလွှားလေးမှတ်လိုက်ပါဦးဗျာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအကျဉ်းချုပ်မယ်ဆိုလို့ရှိရင်ကိလေသာနဲ့သိစေရာကုန်တာပိဋကဘာနဲ့ဘာကုန်လဲကိလေသာရဲ့သိစေရာရဲ့ကုန်တာအညစ်အကြေးတွေစိတ်အညစ်အကြေးတွေဘာမှမရှိတော့မသိသေးတာဆိုလို့ဘာမှမရှိတော့အဲ့ဒါလို့ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုကြားရတော့ဒကမာကြီးကမြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ်အဲ့ဒီတော့သူ့ရဲ့သားလို့ချစ်ရတဲ့ကြည်ညိုရတဲ့ပါဝေယကကိုသွားပြီးတော့တိုင်ပင်တယ်အမေအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးခြင်းတယ်အဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကလူလေပဲဗျာဂေါရမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွက်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနီယမာယာအောက်လန်းပညာတတ်တယ်သူသည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလို့တော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပယ်တဲ့ရုပ်အစင်း
ကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလို့ရုပ်ဆင်းဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလို့အဲ့ဒါလို့မြတ်စွာဘုရားကိုအာဝတ္တနိယမာယာတက်တယ်လို့ပြောကြတာတဲ့အဲ့ဒါလို့ပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရက်အနေငယ်ကြတော့ဒုတိယပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနဲ့တားပြန်တာပဲတတိယအကြိမ်တိုင်မင်းနဲ့တားပြန်တာပဲသရုဒ္ဓအကြိမ်ကြတော့မတိုင်မင်တော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်ကိုလွှတ်တယ်ငါသားမနေ့ပြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့သွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့ဆွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာအဲ့ဒါဘုရားသွားပင့်တဲ့သားကဘုရားစီတမ်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှာတို့မြတ်စွာဘုရားကိုအမေကသွားပင့်ခိုင်းလို့ဘုရားဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်ပဲမနေရဲဘူးဘုရားအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလည်းအောင်မြင်အောင်မင်းဘုရားစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘယ်စုအိမ်လို့မင်းနေရာဒေသကိုမပြောခဲ့နဲ့တဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နာနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကွန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြွပါဒါပဲပြောခဲ့တာနောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကတုံးကအရင်ရောက်လာတော့ဘုရားနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကိုတကားပေါက်ပိတ်ပြီးတော့ကျွေးစရာရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်နေရာကိုမပြောခဲ့ပဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့အဲ့ဒါကိုဦးဇင်းတို့စာထဲကရှင်းပြထားတယ်ဘုရားဆိုတာတဲ့နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းသိတယ်တဲ့ဟုတ်လားဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်စိတ်ဝင်စားတယ်ဆိုရင်ငရဲပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နောက်ဆုံးဘဝတန်တရားကထွက်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်တာဝိဋ္ဌိမြို့ထဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မသိဘဲနေမှာလေတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့အတွက်သွားခြင်းတယ်ဆိုရင်ပန်းနိုင်အသီးသီးကိုရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကိုကိုလျှောက်ကြဖို့ပါပဲဟုတ်ရဲ့လားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက္ကတုံးကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ဖုံးပေးဖို့စွန့်ကပ်စွန့်ဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြားဒကမာကြီးဆိုတာမပြောနဲ့တော့ပျော်လိုက်တာပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သက်ပဲတဲ့အင်မတန်အဓိပ္ပာယ်ရှိတဲ့တရားစကားတွေကိုပြောကြားတော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကလေးနဲ့တဲ့အဓိပ္ပာယ်တစ်ခုကိုပြောလိုက်တိုင်းအောက်ကသာဓုအကျဉ်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာဒကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ့ဗျာအဲ့ဒီလိုဒကမာကြီးကပီတိတွေနဲ့နှစ်သက်နေပြီမဲ့လို့အိမ်ကန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကလုံးဝမကျေနပ်ဘူးပျက်စီးသွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီဒီဒကမာကြီးကငါ့ကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်စက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုပြုံးကနေဖွင့်ပရိသတ်တွေတန်ဃာတော်တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကတုံးကဘုရားကိုဆဲပြီးအားမရတော့ဒကမာကြီးကိုလည်းဆဲတဲ့အယုဒ္ဓအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားတာ
ပါဝေယကအဲ့ဒီမှာဒကမာကြီးကစောစောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီမရှိတော့ရှက်လိုက်တာပရိသတ်ကြားတဲ့တန်ဃာတော်တွေရဲ့ရှိဘုရားရှင်ကိုတော်မြတ်ရဲ့ရှိငါမှဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ထားရတယ်ဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်နဲ့မိတ်ဆွေအပေါင်းအသင်းရှိတယ်လို့သူများတွေသိကုန်ပြီမျက်နှာဓာတ်နဲ့သာလှီးပစ်လိုက်ခြင်းတော့ငါတစ်သက်လုံးကျွေးခဲ့မွေးခဲ့တဲ့ကျေးဇူးဂုဏ်ကိုမှမထောက်ငါကိုလူကြားတဲ့ပက်ပက်ဆက်ဆက်ပြောသွားတယ်ဆိုပြီးတော့ပါဝေယကရဲ့အကြောင်းကိုတွေးရင်နဲ့စောစောကဓမ္မကြောင့်ဖြစ်နေတဲ့ပီတိတွေရှိသေးသလားမရှိတော့ဘူးမြတ်စွာဘုရားရှိကဘာတွေဟောလို့ဟောနေမှန်းကိုမသိတော့ဘူးအဲ့ဒါလောက်ထိဖြစ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားကဟောနေတဲ့ဒေသနာအစဉ်ကိုရက်ပြီးတော့ယခုနကဥစဉ်ပိဋကပေါင်းသူတော်ကောင်းတို့ကိုအကြံဉာဏ်လေးရှင်းပြခဲ့တဲ့ဂါထာလေးအဲ့ဒီမှာဟောတာဗျနော်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့သူတစ်ပါးကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုအောက်မေ့မနေနဲ့ကိုဘာတွေလုပ်နေတယ်လုပ်မနေဘူးဆိုတဲ့ကိုအကြောင်းကိုသာလည်းအရေးတကြီးစဉ်းစားစမ်းပါလို့ဒါလေးပြောပြတာနပရိတံဝီလောမနိနပရိတံကတာကတံအတနောဝအဝေခေယကတာနိအကတာနိသပရိတံသူတစ်ပါးတို့ဤဝီလောမနိမိမိအပေါ်မလျော်အောင်စိုးစိုးကားပြောကြားလာတဲ့စကားရုပ်တို့ကိုနာဝေခိယမကြည်မနက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခိယအလုတ်တခုကယူပြု၍ကြည်ရှုဆင်ခြင်၍မနေရအတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအာဝကိယအလုတ်တခုကယူပြု၍ကြည်ရှုဆင်ခြင်ကြကုန်ရာတည်းဒီအဓိပ္ပာယ်လေး၃ချက်ကိုဒီကနေ့ညဦးဇင်းတို့ရှင်းပြမှာနော်နံပါတ်1သူတစ်ပါးကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေပတ်ဝန်းကျင်ကနေကိုယ့်အကြောင်းကိုပြောနေတဲ့တကားသံတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားကြမလဲဟုတ်လားနံပါတ်2ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့လူသားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကာယကံမှုဝစီကံမှုသူတို့ရဲ့ကောင်းမကောင်းအလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲနော်နံပါတ်3ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲအရေးမကြီးဘူးလားအရေးကြီးတယ်ကိုယ်ခေါင်းထဲမှာသူများအကြောင်းတွေရှိခြင်းရှိသူများအကြောင်းမရှိရင်ကိုယ်အကြောင်းရှိတယ်ဘယ်ဟာကအရှိများလဲသူများအကြောင်းတွေကအရှိများတယ်ဗျကိုယ်ကလွဲရင်သူများပဲလေဟုတ်လားအေးဒါကြောင့်ဒီ၃ချက်ကိုဒါဦးဇင်းတို့စပြီးတော့ပြောကြမယ်ပရိသံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော့အောင်စောစောကားပြောကြားလာတဲ့စကားရုပ်တို့ကိုနအဝေခိယမကြည်မနက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်အပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရကိုလည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားရရှိလဲစဉ်းစားကြည့်နော်ဒကာကြီးဒီမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုယ့်အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူစကားသူထင်တာသူအထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲ
ကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသေလောယထဧကကနောဝါဒေနနသမိရတိဧဝောနေနပတံသာဒုနသမိစ္ဆန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တလို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့ဒါပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ့်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဓာကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတန်တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်သန်သည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းကြားမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူเสียအားကြเสียလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးတည်င်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစေခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနတ်ကအဲ့ဒီယဟန်တော်လေးနဲ့ရင်းနှီးတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဘယ်သိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကရှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့ညာလို့ပြောနေကြတယ်ပိဿယေဘဇုကပြောတာတော့နတ်ကပြောတာဘဇုပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံလှုပ်သွားမလဲဒကမာကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူညံဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်ဘာပြန်ပြောတုံဆိုတော့ဒကမာကြီးတဲ့ကိုယ့်ရဲ့နားတွေကိုပတ်ဝန်းကျင်ကစကားသံတွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘယ်လိုလုပ်လိုက်ပိတ်မှာလဲဒကမာကြီးတွေအဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူး
ဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တပံမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားသံတွေကြောင့်မျက်နှာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒေနာဟိထိုစကားသံတို့ကြောင့်ဒေနာထိုစကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥသိမ်းပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံလှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလေတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံလှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်များဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိသလိုကဲ့ရဲ့တာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်သလိုပဲသဘောထားရမယ်ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုန်းလို့ပြောတဲ့စကားတွေကိုမျက်နှိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘလို့ပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအဓိပ္ပာယ်ရဲ့ရှင်းလင်းချက်ဒုတိယအဓိပ္ပာယ်ဆက်ပြီးတော့သွားကြရအောင်ပရိသံသူဓမ္မတို့ဤကတာကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရပတ်ဝန်းကျင်မှာလူတွေအများကြီးရှိတယ်ဇေယျအမျိုးမျိုးရှိတယ်ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလှုပ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်တခါကြီးဒီမိုင်းမြကိုလုပ်တာကိုကံဒီကိုကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဗျသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသိုလ်ဖြစ်တာပဲများတယ်ဒါတကားကြီးဒီမိုင်းများနားလည်နိုင်ပါတယ်အတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စဉ်းစားကြည့်နော်အကုသိုလ်တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော तू မပြေးလဲဘူးဆိုတော့ကိုကစိုးရိမ်လို့ကိုပါမပြေးလဲရောဟုတ်လား तू ပြေးလဲတယ်ဆိုတော့လည်းပဲလောဘတွေနဲ့ရစ်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်
မဟုတ်တာတွေလုံနေတာတွေကိုစဉ်းစားမိတော့ကြည်စမ်းလူယုံမာတွေမဟုတ်တာတွေလုံနေတာမစဉ်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပြီမဲ့လို့အဲ့ဒီတည်ငါမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုံနေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်မှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျသတင်းသားတွေထဲကလည်းဝင်နေ TV တွေထဲကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြဲတမ်းရောက်မနေဘူးလားရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်နဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသိုလ်တွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးဒီမိုင်းများအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသိုလ်ဖြည့်ရင်းနဲ့ကုန်တာလားအိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ဦးဇင်းတို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တိတိကျကျအ ਨੇ ဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နီးစပ်သွားပြီဟုတ်လားတခါကြီးဒီမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရလားပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တစ်ခုဂယုပြု၍ကြီးစုဆင်ញင်၍မနေရတောင်မြုပ်စတော်ကြီးအနဲ့ပေးတာအင်မတန်ကောင်းတယ်အလုတ်တစ်ခုဂယုပြု၍ကြီးစုဆင်ញင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ်စတော်ကြီးကတိလို့ကိုပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်တတိယဆုံးမချက်ကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောခြင်းလို့တတိယဆုံးမချက်ကဘာလဲအတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝခေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ញင်ကြကုန်ရ၏ကိုအကြောင်းကိုစဉ်းစားရမယ်ပြီးတဲ့ဘာလဲလဲကိုအကြောင်းကိုစဉ်းစားရမယ်ငါဘာတွေလုပ်ထားလဲငါဘာတွေမလုပ်ရသေးဘူးလေငါဘယ်လိုအည်အသွေးရှိအောင်လုပ်တဲ့အလုပ်တွေကိုဘယ်အတိုင်းတာထိလုပ်ပြီးပြီလဲကိုအကြောင်းကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကိုအကြောင်းကိုပြဿနာကိုယ့်ဟာကိုဖြေရှင်းရမှာဗျာဘယ်သူကမှဝိုင်းပြီးတော့တစီကလေးဖြေရှင်းမပေးနိုင်ဘူးတကယ်စင်စစ်ဟုတ်လားဒါကြောင့်ကိုအကြောင်းကိုပယ်ပယ်နေနေစုံကြီးဆန်းကြီးကိုအကြောင်းကိုစဉ်းစားရမယ်အဲ့ဒီအကြောင်းကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောခြင်းကိုအကြောင်းကိုစဉ်းစားတဲ့နေရာမှာကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းရှိတယ်ကိုရဲ့အကြောင်းကိုကိုသိအောင်လုပ်တဲ့အပိုင်းရှိတယ်ဦးဇင်းတို့ဒီကနေ့ညနှစ်ပိုင်းပြောသွားမယ်ကိုအကြောင်းကိုစဉ်းစားရမယ်သိအောင်လည်းလုပ်ရမယ်ဒီစကားလေးတွေကအင်မတန်အနှစ်ရှိတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်တည်တည်ချာချာနားဆိုင်ထောင်ကြနော်ဒကမာကြီးများကိုရဲ့အကြောင်းကိုကိုစဉ်းစားရမယ်ပြီးတော့ကိုအကြောင်းကို
တိအောင်လေလုပ်ရမယ်ဘယ်နှချက်လဲနှစ်ချက်ရပထမစဉ်းစားရမယ်ဆိုတာလေးကိုပြောကြည့်ရမြတ်စွာဘုရားအထက်ထက်တိုက်တွန်းပါတယ်ဗျာဦးဇင်းတို့ယဟန်တော်တွေကိုစဉ်းစားရမယ်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီတဲကတစ်ချက်စိတ်ဝင်စားတဲ့အသိကောင်းတယ်ဒကာကြီးဒကာမကြီးများနဲ့လည်းပတ်သက်တယ်လို့ထင်တယ်မေငါဤရတိန်တိဝါညစ်နေတို့သည်ကထံဘူတတအဘေသူဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလွန်၍သွားကြကုန်တနီဣတိဤသို့ပပ္ပစိတေနာသာသနာဝန္တန်ရှင်ယဟန်သည်အဘိနံနိညင်မပြတ်ပြစ္ဆဝခိတဗ္ဗာတိဆင်ញင်တိုက်ကုန်၏ငါရဲ့နေ့ရီရက်တွေဟာဘယ်ပုံစံနဲ့အချိန်ကုန်ခဲ့တာလဲလို့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာစဉ်းစားရမယ်စဉ်းစားတာမှအမြဲတမ်းစဉ်းစားရမယ်အဘိနံအမြဲတမ်းစဉ်းစားရမယ်တဲ့ဒကာကြီးဒကာမကြီးများကမစဉ်းစားတတ်ဘူးလားစဉ်းစားတတ်တယ်ငါရဲ့နေ့ရီရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းအခုအသက်90ရှိပြီဘာတွေမေမေရရကိုယ့်အတွက်ထောက်ထောက်ခံခံဖြစ်မဲ့ကိစ္စတွေဘာတွေလုပ်ထားလဲဘာတွေခိုင်ခိုင်မာမာကို့မှာအသိဉာဏ်တွေရှိပြီလေဘိုးတော်ဝါဒရောင်ပေပေရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများတယ်ဒီစကားကဘယ်သူကိုပြောလွဲခဲ့ပါတယ်ဗျာဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာတက္ကကြီးဒီကမကြီးများဟုတ်လားအသက်တွေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးစားလို့အင်မတန်နဲတယ်ကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဗီဒင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လားလူတော်များများဟာကိုအားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရတာဒီကမကြီးများအဲ့ဒါဟုတ်လားဒေချာစဉ်းစားကြည့်နော်ဘာပြုလို့အားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရလဲဆိုတော့အားရเสียရှိအောင်ကျင့်တတ်เสียရှိအောင်လုပ်မှမထားပဲကိုစိတ်ကအမှန်သိတယ်ဗျာကို့မှာအားရเสียမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကို့မှာကျင့်တတ်เสียတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုအသက်ဘလို့ကြီးခဲ့တာလဲကိုရဲ့နေ့တွေရက်တွေလတွေဘလို့ကုန်ခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျဒီကမကြီးတွေအဲ့ဒါဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်တွေကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလှုပ်ပြီးပြီလဲငါဘာတွေမလှုပ်ရသေးဘူးလဲအဲ့ဒီအလုတ်ကလည်းဘလောက်အဖိုးတန်တဲ့အလုတ်လဲဘလောက်အဖိုးမတန်တဲ့အလုတ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော်အတနောဝမိမိဣသာလျံကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝေခေယအလုတ်တစ်ခုကယူပြု၍ကြည်စုဆင်ញင်ကြကုန်ရ၏ကိုဘာတွေလုပ်ပြီးပြီလဲဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုစဉ်းစားရမယ်စဉ်းစားလိုက်လို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်နှစ်မျိုးတွေ့မယ်ဗျတရားကိုဦးဇင်းကအစီအစဉ်လေးချပြီးတော့ပြောနေတာနော်ကိုအကြောင်းကိုစဉ်းစားရမယ်သိရမယ်လို့စောစောကနှစ်မျိုးပြောခဲ့တယ်နော်အခုစဉ်းစားရမယ်အပိုင်းကိုပြောနေတာသိရမယ်အပိုင်းကိုမပြောသေးဘူးစဉ်းစားတဲ့အပိုင်းမှာလည်းပဲစဉ်းစားရင်လည်းနှစ်မျိုးတွေ့မယ်ကိုအကြောင်းကိုစဉ်းစားရင်ဘယ်နှမျိုးတွေ့မယ်နှစ်မျိုးတွေ့မယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့မကောင်းခွက်ကိုယ့်ရဲ့ကောင်းခွက်တနည်းအားဖြင့်ကိုယ့်ရဲ့မကောင်းတာရဲ့ကိုယ့်ရဲ့ကောင်းတာရဲ့ဒီနှမျိုးကိုတွေ့ရမယ်တရားဓမ္မတို့ဦးဇင်းတို့ဆိုတာကောင်းတာရဲ့မကောင်းတာရဲ့ကိုရောမှွေထားတာပဲမဟုတ်လားကောင်းတာကြီးပဲလားမဟုတ်ဒါမြင်မကောင်းတာကြီးပဲလားမဟုတ်ဘူးကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုလည်းမကောင်းဘူးလို့သိရတယ်ကောင်းတာတွေကိုလည်းကောင်းတယ်လို့သိရတယ်မကောင်းတာကိုမကောင်းဘူးလို့ငါမှမကောင်းတာတွေရှိတယ်လို့စဉ်းစားမိတော့ဘာအကျိုးရှိလဲဆိုတော့ဒီမကောင်းတာတွေဟာငါ့ကိုမကောင်းကျိုးကိုဖြစ်စေမှာလို့စဉ်းစားပြီးတော့အဲ့ဒီမကောင်းတာတွေကနေလွတ်မြောက်အောင်ကြိုးစားဖို့ဒါအရေးကြီးတယ်နော်တခါကြီးမိုက်မြမကောင်းတာကိုစဉ်းစားတယ်ဆိုတာအလကားစဉ်းစားတာမဟုတ်အဲ့ဒီမကောင်းမှုကနေယုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စဉ်းစားရမှာဟုတ်လား
ကောင်းတာကိုစဉ်းစားတယ်ဆိုတာလဲဘဝင်မြင့်ဖို့စဉ်းစားတာမဟုတ်အဲ့ဒီကောင်းတာကိုစဉ်းစားလိုက်တော့ဩငါတန်တယ်ပဲကောင်းတာတွေလည်းရှိပါလားဆိုတော့ပီတိတွေနဲ့အားဖြစ်လာတယ်အားဖြစ်ဖို့အတွက်စဉ်းစားရတာမကောင်းတာကိုကြတော့ယုံထွက်ဖို့စဉ်းစားရတာကောင်းတာကိုကြတော့ရှစ်ဆက်ဓာတ်တဲ့ကောင်းခြင်းစိတ်တွေပေါက်လာအောင်အားဖြစ်ဖို့စဉ်းစားရတာတူသလားမတူဘူးမြတ်စွာဘုရားကတော့ဥပမာနဲ့ပြောတယ်ဗျာအင်မတန်လှခြင်းပခြင်းနဲ့လူလင်ပြိုလုံးမပြိုကလေးရေမိုးချိုးပြီးတော့ဘာလုပ်တော့ဆိုမှန်ကြည့်မယ်လေမှန်မကြည့်ဘူးလားကြည့်တယ်နော်ဒီလူတွေနေတိုင်းအသက်ကြီးတာကြည့်တယ်မှန်ကတော့နေတိုင်းကြည့်ကြမယ်ထင်ပါတယ်ဟင်ဒီမှာကြီးများမှန်ကြည့်တဲ့နေရာမှာရည်ရွယ်ချက်2မျိုးရှိတယ်ဗျာအမလီဦးစင်းရဲ့မှန်ကြည့်တာများကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်2မျိုးရည်ရွယ်ချက်တွေပါတယ်များပြောနေရသေးလားလို့မအောင်မင်းနဲ့ရည်ရွယ်ချက်2မျိုးရှိတယ်ဗျာဒီကမာကြီးများမှန်နေတိုင်းကြည့်နေတာအဲ့ဒီရည်ရွယ်ချက်ကလေးပြောနိုင်မလားမသိမှန်ကြည့်တဲ့ရည်ရွယ်ချက်နံပါတ်1မျက်နှာပေါ်မှာမတင့်တယ်တာတွေမတက်ရက်တာတွေမြင်လို့မကောင်းကြည့်လို့မကောင်းတာတွေတွေ့လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပစ်ဖို့ဟုတ်လားအညစ်အကြေးတွေမြန်ပေးနေလားမျက်ဝတ်တွေမြန်ထွက်နေလားဟုတ်လားအဲ့ဒါတွေမကောင်းတာတွေရှိနေရင်ဘာလို့ပစ်ဖို့လဲဖယ်ရှားပစ်ဖို့သုတ်တင်ပစ်ဖို့တန်ရှင်းသွားအောင်လုပ်ဖို့အဲ့ဒါပထမရည်ရွယ်ချက်နောက်ဒုတိယရည်ရွယ်ချက်ကဘာလဲဒီကမာကြီးများပြောပါဦးမြတ်ဒုတိယရည်ရွယ်ချက်ကတော့ပိုးပြီးတော့လှတဲ့လှအောင်ပြင်ဖို့ဟုတ်တယ်မဟုတ်လားကြည့်ကောင်းနေတာတွေကိုပိုးကြည့်ကောင်းသွားအောင်လုပ်မယ်လေမျက်လုံးဆိုရင်လည်းမျက်လုံးနဲ့ဆိုင်ရာလှတဲ့လှအောင်ပေါ့နော်တချို့ဆိုရင်မျက်နှာပေါ်မှာအယောင်ကိုစုံလို့လှုပ်ထားလိုက်တာကြည့်ကောင်းမလားဆိုပြီးတော့လှုပ်ထားပဲကြည့်ကောင်းမကောင်းဆိုတာတော့တချို့လည်းကြည့်ကောင်းရင်ကောင်းမှာပေါ့ထားပါတော့လေအဲ့တော့ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုရင်ပင်ကိုကောင်းနေတာလေးကိုပိုးပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်ဖို့ဒါလေးမပါဘူးလားပါတယ်ဗျပေါ့ပေါ့တန်တန်သဘောမထားနဲ့နော်မြတ်စွာဘုရားအဲ့ဒီတိုင်းပြောတာဗျမှန်ကြည့်တယ်လို့ပဲတဲ့တရားဒီဟုသောမှန်ကိုထောင်းပြီးတော့ကြည်စမ်းပါမကောင်းတာကိုတွေ့လို့ရှိရင်အဲ့ဒီလူလင်မျိုးလုံမပြိုဟာဖယ်ရှားပြစ်တယ်လို့မျိုးအညစ်အကြေးကိုဖယ်ရှားပြစ်ရကောင်းတာတွေ့လာရင်ဩဒီကောင်းတာလေးရှိတယ်ကောင်းတာလေးဟာချမ်းသာတယ်ဆိုပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်မကောင်းတာကိုတွေ့တော့ဖယ်ရှားတယ်ဆိုတာဘယ်လိုစိတ်ဓာတ်မျိုးနဲ့ဖယ်ရှားရမှာလဲဆိုတော့ဘုရားကတော့ဥပမာတွေအမျိုးမျိုးပေးတတ်လွန်းတယ်ဗျာရေမိုးချိုးပြီးတော့ထားတဲ့လူတယောက်ရဲ့လေပင်ကိုမွေသေးကောင်ပုတ်တို့ခွေးသေးကောင်အပိုင်းအစအပုတ်တွေတစ်ခုခုလေပင်ဆွဲပေးတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကိုဆက်ဆုပ်တဲ့စိတ်ယွန်ရှာတဲ့စိတ်နဲ့တခါတည်းကိုဖယ်ပစ်ဖို့ကြိုးစားမှာပဲမဟုတ်လားအဲ့ဒါလိုမျိုးစိတ်ထားရမယ်တဲ့မကောင်းတာများတကယ်လို့တွေ့ခဲ့မယ်ဆိုရင်ဒါကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းတွေကိုပြောနေတာနော်မြတ်စွာဘုရားကတော့အမျိုးမျိုးဟောပါတယ်ဦးဇင်းတို့ဒွေးတာဝိတကသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေမကောင်းတာတွေတွေ့ရင်တဲ့မြတ်စွာဘုရားကစဉ်းစားပါတယ်တဲ့ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမကောင်းတာကြီးဟာငါအတွက်လည်းအကျိုးမရှိဘူးသူများအတွက်လည်းအကျိုးမရှိဟုတ်လားအေးဆင်းရဲစေတဲ့ပင်ပန်းစေတဲ့ငြိမ်းချမ်းဖို့မဖြစ်ဘူးလို့တွေးပြီးတော့သူပယ်လိုက်တာပဲတဲ့အဲ့ဒါလို့တွေးလိုက်လို့ရှင်ရော့သွားတယ်မကောင်းတဲ့စိတ်တွေဟာနွားကြောင်းတဲ့နွားကြောင်းသားဟာသူများရဲ့စိုက်ခင်းတွေကိုမစားဖို့နွားကိုဂယုတစိုက်တခါတည်းဒုတ်တွေပါတွေနဲ့ပြစ်ခတ်ပြီးတော့ထိန်းချောင်းတယ်လို့မျိုးပါပဲတဲ့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီရဲ့အန္တရာယ်ကနေကာကွယ်လိုက်ရတာသဘောပေါက်တယ်နော်အေးဒါကြောင့်မကောင်းတာတွေ့ရင်လွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးနဲ့ကိုယ့်အကြောင်းကိုစဉ်းစားရတယ်ကောင်းတာတွေ့ရင်တော့အားဖြစ်ဖို့ဒီစကားလေးလည်းမမေ့နဲ့နော်မကောင်းတာကိုလွတ်မြောက်ဖို့ကောင်းတာကြတော့အားဖြစ်ဖို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနီးယူစရာလေးအတုယူစရာလေးဇတ်တော်လေးတစ်ခုပြောပြမယ်ကိုမကောင်းတာကိုကိုမြင်ပြီးတော့ကိုမကောင်းတာကိုသိပြီးတော့အဲ့ဒီမကောင်းမှုကနေယုံထွက်သွားကြတဲ့သူတော်ကောင်းတွေရဲ့အကြောင်းတခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဖရာလောင်ကြီးပစ္စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တထေးသားတစ်ယောက်ဖြစ်တယ်အိမ်တော်တွေပါလေးကြာပြီးတော့နောက်တော့လူဘဝနဲ့စင်ကြယ်တဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်စွန့်ပြီးတော့တောထဲမှာရသေးဝစ်ပြီးတော့နေတာနှစ်ပေါင်းများစွာကတိုင်းပရိကံကိုစူးစမ်းအားထုတ်ပေမယ်လို့ဦးဇင်းတို့ဖရာလောင်ကြီးဇံအဘိညာဉ်မရရှာဒီ
ဒီပြင်ဇတ်တော်တွေတဲ့ဆိုရင်မကြခင်မှာပဲဇံအပင်ညင်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရဘူးဘာကြောင့်မရတယ်လဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်ဘိသိက်ဘာကြောင့်ဇံမရတာတော့မာနကြီးလို့တဲ့အဲ့ဒါတောထဲမှာတရားတော်အထုတ်နေတာပဲတရားကမရဘူးအဲ့ဒါတနေ့တော့ဥပုပ်နေ့တနေ့မှာသူ့ရဲ့ကြောင်းထဲကိုကြောင်းဝင်းထဲကိုတိရစ္ဆာန်၄ကောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄ကောင်ကဥပုပ်စောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘယ်သူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတုံးဆိုတော့အဲ့ဒီဥပုပ်နေ့နန္ဒခင်းမှာသူကအစာရှာတယ်သူ့ခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရဲစားပစ်လိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲတဲ့ပူလောင်တဲ့သူခံစားရတယ်ငါခိုမလေးတည်သွားပြီမရှိတော့အဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးဇင်းကဒါလေးတွေကိုသဘောကျတာဗျစိတ်တွေဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရခန့်ရှာတာနော်ဒါဘာကြောင့်ဆင်းရဲလာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကဉာဏ်ရှိတဲ့ခိုကလေးဆိုတော့အဖြေမှန်တွေ့တယ်ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲရတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်ခိုမလေးသေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်ဒီပြင်ခိုမတွေလည်းသေနေတာပဲဗျအဲ့ဒါသေတော့ तू စိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေးလို့ तू စိတ်ဆင်းရဲတာလေငါခိုသေးလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့် तू စိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့ तू အကြောင်း तू စဉ်းစားတာနော်ဒကမာကြီးများဒီတဏှာတန်ရောစဉ်ကိုငါပေတတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစဉ်တွေကိုစွန့်ခွာဖို့နှိပ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှေးတုန်းကရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေသူကဘာလို့ရောက်လာတော့ဆိုတော့တောထဲမှာသူ့နေရာသူနေတာပါပဲအဲ့ဒါအဲ့ဒီရွာနီးနားကလူတွေကတကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့နွားလာဥတ္တဖကြီးကိုပန်းနေပန်းဆေးရောင်စုံတွေချဲပြီးတော့ပူဇော်ကြတာတဲ့ဗျာဥစီဘုံမောင်းတွေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျိုတွေပါတွေသွေးခွာတွေပါတွေရက်တော့စောတော်တုန်းကအိတ်နေတဲ့မွေရဲ့အမိကိုတက်နေမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားတယ်ပွဲချင်းပြီးသေရှာတယ်နွားကြီးသေတော့လူတွေကလည်းပဲဟာနွားကြီးသေတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏှာကနေမွေကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းသေရတယ်လူတွေလည်းစိတ်မကောင်းဖြစ်ရတယ်ငါလည်းပဲငါလှုပ်ရဲ့အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိနိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေး
ရှင်မဟာမောက္ကလံဖြစ်လာမယ်မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်စင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးစင်ကြီးကသေးနေတာကြတော့မာတောင်းပြီးတော့နေတာနာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဘိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ကြားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိဆမဲ့အပေါက်ကနေပြီးတော့ဘိုက်ထဲကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတောက်အစာရှာအစာစားလို့ရှိရင်ကလေးစားတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တောက်ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရဘူးအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တရက်နှစ်ရက်သူနေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံးနဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကျေအောင်သူမစောင့်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာတိုးထွက်တော့အရေခွန်တွေပါတွေစုပ်ပြက်ပြီးတော့အမွှေးတွေပါတွေကျွတ်ပြီးတော့သွေးတန်ရဲနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်တနေရာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာဒီစိတ်ရဲ့ဆင်းရဲကိုယ်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာနောက်ထပ်စတုထမြောက်ရောက်လာတာကဝက်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမယ်ဝက်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားလျာတွေဒီလောက်များနေတာကိုသူကဘယ်လိုစဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာတဲ့ရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဘာလေးများတွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာထဲကိုသွားပြီးတော့အစာရှာတာအဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓားတွေနဲ့သူ့ကိုလိုက်ကြတာဝက်ဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝက်ဝင်ကြီးပြေးရတယ်ပြေးရင်းနဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တက်ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီဆင်းရဲဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့စာထဲကသုံးနှုတ်ထားတယ်ဗျာအတိလောဘတဲ့ပိဋကရပါတဲ့တော့အတိလောဘဆိုတာကရှိတဲ့ရှိတိုက်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှာမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ချင်ဖြစ်မယ်ပေါ့ဟုတ်လားအေးအဲ့ဒါလိုမျိုးကိုယ်နဲ့မတန်မရာတွေမှန်းပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကြံ့ကြံ့ဖန်ဖန်ယူကြတဲ့လူတွေအတိလောဘဒါမျိုးပြောတာနော်အဲ့ဒီအတိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတိလောဘကိုနှိပ်ကွပ်မယ်ဆိုပြီးတော့ကျောင်းကိုရောက်လာတာတိရစ္ဆာန်၄ကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံအဘိညာဉ်ရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွပ်နိုင်လို့အဲ့ဒါသူတယောက်တည်းနဲ့နှိပ်ကွပ်တာတော့မဟုတ်ဘူးဗျအကြောင်းအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမှာတရင်သုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တေတဲကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဘုရားလောင်းကိုမြင်တယ်ကြည်စမ်းမြင်းကောင်းခွာလိပ်ပန်းကောင်းအညွန့်ကျိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလဲကဲနဲ့မာနကရှေ့ကခံနေလို့ဇံပင်ရှင်မရရှာဘူးငါသွားပြီးတော့ကူညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခကြီးကနေဇံရံစီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတရင်သုံးတယ်ရှောတီသင်္ကန်းတန်ကြားတော့ဘုရားလောင်းယတိကကျောင်းထဲကနေထွက်ကြည်စမ်းငါနေရာကိုငါမပေးဘဲနဲ့ပိုင်စိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ဘုံငနဲ့သူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါသူအင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုသွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်း
တင်ပေါင်းပဲကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဓကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါတမဗုဒ္ဓဘုရားအလောင်းမဲ့သင်ရဲ့အဖေကဘယ်သူဖြစ်လိမ့်မယ်သင်ရဲ့အမေကဘယ်သူဖြစ်လိမ့်မယ်လက်ဝဲရံကဘယ်သူလက်ရရံကဘယ်သူဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်မာနတွေကနားကိုပိတ်ဆို့ထားတာနေမှာပေါ့ဗျာဟုတ်လားဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာမာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကစားတောင့်တောင့်တင်းတင်းကြီးအဲ့ဒါလိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှစ်မြို့เสียရပုံတရံမာနကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်များကျမ်းဂန်နေတဲ့ကတော့မာနကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာအစိတ်ပြင်းထန်တဲ့မွေးတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်မာနကြောက်စရာကောင်းတယ်နော်အတိညာဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်အဲ့ဒီလိုပြည့်စုံကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတော့သင်ဖျားလောင်းပဲလို့ပြောတာကိုဖျားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်ဒီတိုင်းကြီးဖြစ်နေတာအဲ့ဒီတော့မှပြည့်စုံကအရှင်မြတ်ကပြည့်စုံကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းငင်ကိုပြန်ပြီးတော့ခြေဘဝတော်မှာကတ်နေတဲ့မြူမုံတွေကိုဘုရားလောင်းရသိရဲ့ဆံကြီးကြားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်အဲ့ဒါမော့ကြည့်တော့မျက်နှာဘုတ်ကိုမြူမုံနေကြအဲ့ဒီတော့မှဘုရားလောင်းကြီးကကြည်စမ်းငါမာနတွေဒါကြီးနေတာငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လားငါမာနသာကြီးနေတာငါမှဘာစွမ်းမှလည်းမရှိအဲ့ဒီလိုသူစဉ်းစားတယ်နော်အဲ့ဒါနဲ့ဒီနေ့ဒီရဲ့အထိငါဇံပင်ရင်မရတာဒီမာနကြောင့်ပဲဒီမာနကိုငါနှိပ်ကွမယ်ဆိုပြီးတော့ကျောင်းသင်ခန်းထဲကိုဝင်သွားတာသူအမှားသူသိသွားတာနော်ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်ခန်းကျောင်းထဲရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှာပဲဇံပင်ရင်ရတယ်ပေးတတ်ရဲ့ကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကနေကိုယ်ဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဘုရားလောင်းကကျောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပေးတတ်တို့ကိုဦးဇင်းတို့ပြောပြီးပါပြီနော်ဒါကြောင့်သူတော်ကောင်းတွေဆိုတာကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းတဲ့လူလင်ပြိုလုံမပြိုလို့မတင့်တယ်တာတွေမတတ်ရတာတွေကိုအမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကိုယ်မကောင်းတာကိုကိုယ်ဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လားနောက်တစ်ချက်ကိုယ်ကောင်းတာကိုကိုယ်စဉ်းစားပြီးတော့အားဖြစ်ဖို့လဲလိုသေးတယ်ဟုတ်ရဲ့လားကိုယ်ကောင်းတာကိုကိုယ်စဉ်းစားပြီးတော့ဘာဖြစ်ရမလဲအားဖြစ်ရမယ်ဗျကိုယ်ဒါနတွေပြုထားတာမရှိဘူးလားပြန်တွေးပြီဆိုရင်ဘာဖြစ်လဲဝမ်းသာတယ်စာကာနုတ္တိဘာဝနာကိုဖြစ်တာဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲဘာဝနာကမြတ်တယ်လှုပ်တုံးကဒါနလှုပ်တယ်ပြန်စဉ်းစားတော့ဘာဝနာကိုဖြစ်တယ်စာကာနုတ္တိဘာဝနာကိုဖြစ်တယ်အရင်နဲ့အမျက်ကအတိုးကပိုကြီးနေတဲ့အဓိပ္ပာယ်ဟုတ်လားကိုယ့်ရဲ့သီလကိုကိုပြန်စဉ်းစားရင်ဘာဖြစ်လဲသီလနုတ္တိဖြစ်တယ်ဘာဝနာကိုဖြစ်တယ်ကိုကောင်းတာကိုကိုသိရတာဟာအင်မတန်ကြီးကျယ်တဲ့အမျက်ကိုရတယ်လို့ပြောချင်တာဟုတ်လားဒါကြောင့်ကိုဒါနကိုကိုစဉ်းစားရမယ်ကိုရဲ့စွန့်လွတ်နိုင်စွမ်းအားပေါ့နော်ကိုသီလကိုကိုပြန်စဉ်းစားရမယ်ကိုရဲ့စောင့်စည်းနိုင်စွမ်းအားပေါ့နော်ဟုတ်လားမြတ်စွာဘုရားကတော့ညွှန်ကြားပါတယ်ဗျာနတ်တွေရှိတယ်သူတို့ကောင်းလို့နတ်တွေဖြစ်သွားတာသူတို့မှသာလျင်နတ်ပြည်ရောက်ကြောင်းကောင်းမှုတွေရှိတာမဟုတ်ဘူးငါမှလည်းပဲကောင်းမှုတွေရှိတယ်လို့နတ်တွေကိုတတ်သိအရာထားပြီးတော့ကိုကောင်းတာကိုကိုစဉ်းစားရင်လည်းဘာဝနာဖြစ်တယ်အဲ့ဒါဘာဘာဝနာလဲဒေဝတာနုတ္တိဘာဝနာဖြစ်တယ်ဟုတ်ရဲ့လားဘဝင်မြင့်ဖို့ပြောနေတာလားအားဖြစ်ဖို့ပြောနေတာလားအေးကိုကောင်းတာကိုကောင်းတာကိုကိုတကယ်မြင်လို့ရှိရင်စဉ်းစားမိရင်အားတကယ်ဖြစ်တယ်ဗျဟုတ်လားဒါကြောင့်ကိုလှုပ်ထားတဲ့ကောင်းမှုကလေးတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားကြရမယ်နော်ဟုတ်လားဒါနနဲ့ပတ်သက်ပြီးတော့လဲစဉ်းစားသီလနဲ့ပတ်သက်ပြီးတော့လဲစဉ်းစား
ဟုတ်ရဲ့လားအခုဆိုကြပါစို့ဓမ္မဒါနအလှရှင်များဒါဥစဉ်ကရှေ့ကမြင်နေတော့ပြောခြင်းစိတ်ပေါက်သွားတယ်ကိုလှုပ်လိုက်တဲ့ဒီလှုပ်ရကြောင့်တရားနာနေတဲ့ပုဂ္ဂိုလ်တွေဒီခွေကနေတစ်ဆင့်နာကြမဲ့ပုဂ္ဂိုလ်တွေအများကြီးအသိဉာဏ်တိုးတယ်လို့ကိုလှုပ်ရက်ကိုစဉ်းစားလိုက်ရင်စိတ်ထဲမှာအားမဖြစ်ဘူးလားအဖြစ်တယ်အသိဉာဏ်ကိုဝေတာဗျတန်ဖိုးအရှိဆုံးကိုပေးတာဗျပစ္စည်းတွေအများကြီးပုံပေးတာတဲ့အသိဉာဏ်ကိုပေးတာကမြတ်တယ်ဗျဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့အသိဉာဏ်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးပစ္စည်းဆိုတာတန်ဖိုးဖြတ်လို့ရတယ်ပစ္စည်းဆိုတာကုံသွားတဲ့သဘောရှိတယ်အသိဉာဏ်ဆိုတာကုံသွားတဲ့သဘောမရှိလူသားသေးသွားတဲ့နောက်ဘဝထိဆက်တယ်အသိဉာဏ်ကအဲ့ဒီအသိဉာဏ်ဆက်သွားတာကိုပဲပညာပါရမီတွေထူးတယ်လို့ပြောတာပစ္စည်းဆိုတာအလွန်ဆုံးခံဒီတဘဝပဲနော်ဒါကြောင့်ပစ္စည်းတဲ့အသိဉာဏ်ကအစသအရာရာအည်အသွေးတာတဲ့အတွက်ကြောင့်ပစ္စည်းကိုပေးတာတဲ့တရားအသိဉာဏ်ကိုပေးတာဟာမနှိုင်းစာနိုင်လောက်အောင်အကျိုးကြီးတယ်အဲ့ဒါလို့ကိုယ့်လုပ်ရက်ကိုပြန်စဉ်းစားဖို့မလိုဘူးလားအဲ့ဒီလိုစဉ်းစားရင်ဘာဖြစ်မလဲအားဖြစ်တယ်အားဖြစ်တယ်ဒီနေရာမှာတော့ဦးဇင်းတို့ကကိုယ်တီလာကိုစဉ်းစားပြီးတော့ကိုယ်တီလာကိုမြင်ပြီးတော့အားဖြစ်သွားရဲ့အားဖြစ်သွားတဲ့ယဟန္တာမထေရမြတ်ကြီးတစ်ပါးအကြောင်းကိုအချင်းချုပ်ပြောပြမယ်ကိုအကြောင်းကိုစဉ်းစားလို့အကျိုးရှိပုံတွေပြောနေတာနော်စောတော်တုန်းကသူများအကြောင်းတွေစဉ်းစားလို့အကျိုးရုပ်ပုံတွေပြောခဲ့ပြီနော်ဟုတ်လားအခုကိုအကြောင်းကိုစဉ်းစားလို့အကျိုးရှိပုံကလေးမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးသုံးတယ်သောသင်္ကန်းတစ်လုံးသောသပိတ်ဆောင်ပြီးတော့တရားနှလုံးကျင့်သုံးမယ်ဆိုပြီးတော့နေရာရှာတာတောဆက်တနေရာရွာနဲ့မနီးမဝေးမှာဂူကြီးတစ်လုံးတွေ့တယ်အဲ့ဒါနဲ့အဲ့ဒီဂူကြီးတဲကိုဝင်ကြည့်တော့ဟာဟန်ရလိုက်တာလေလုံမိုးလုံဈဉ္ဉံလျှောက်ဖို့လည်းသိကောင်းတာပဲဆိုပြီးတော့ယဟန်တော်ကအဲ့ဒီဂူထဲမှာနေမယ်ဆိုပြီးတော့နေရာယူတယ်အဲ့ဒါနေလိုက်တော့ဝမ်းမြောက်ဝမ်းသာပဲတရက်ပြီးတရက်ပီတိတွေဖြစ်လို့ဒါပေမဲ့ဝမ်းမသာနိုင်တဲ့တယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဂူကိုစောင့်တဲ့ဂူဆောင်နတ်သမီးကဝမ်းမသာဘူးအစကတော့သူကဒီယဟန်တော်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုပြီးတော့သားလေးသမီးလေးလက်ဆိုတော်တဲ့သစ်ပင်မှာနေတာယဟန်တော်ပြန်မဲ့အချိန်ကိုစောင့်နေတာယဟန်တော်ကသီလရှိတော့သူကအဲ့ဒီဂူထဲမှာမနေနိုင်ဘူးသီလရှိတဲ့ယဟန်ရဲ့အပေါ်မှာအဲ့ဒီနတ်ကမနေနိုင်ဘူးမနေနိုင်တော့သူထွက်ခွာပေးရတယ်ထွက်စီခြင်းလာပြီပြန်စီခြင်းလာပြီတရက်နှစ်ရက်နေမှနဲ့တူပါရဲ့လို့အောက်မေ့နေတာအဲ့ဒါယဟန်တော်ကဒီဝါတွင်တရင်လုံးဒီမှာတရင်သုံးမယ်လို့လဲတန်တိဋ္ဌံချလိုက်ရောအဲ့ဒီနတ်ကလုံးဝမကျေနပ်တော့ဘူးအဲ့ဒီနတ်သမီးကအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ဒီယဟန်ကိုသူနှင်ထုတ်ချင်တယ်ဒါပေမဲ့ယဟန်ကိုနှင်ထုတ်เสียရလက်ဆုပ်လက်ကင်ပြုတ်เสียရအပြစ်အနာအစာကတခုမှမရှိဘူးဖြစ်နေတယ်တကယ်လို့အဲ့ဒီယဟန်ကသီလထိုက်တဲ့လောက်ပျက်စီးနေမယ်ဆိုရင်အဲ့ဒါကိုထောက်ပြီးတော့အဲ့ဒီယဟန်ကိုဂူထဲကနေအဲ့ဒီနတ်သမီးဟာနှင်ထုတ်ပါဒါပေမဲ့အဲ့ဒီယဟန်ကသီလကအဲ့ဒါလောက်စင်ကြဲနေတယ်သူနှင်ထုတ်လို့မရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ယဟန်ကိုသီလပျက်စီးအောင်ဆိုပြီးတော့အကောက်ကြံတယ်အဲ့ဒီနတ်သမီးကဘယ်နဲ့လှုပ်တယ်လဲဆိုတော့အဲ့ဒီယဟန်ဆုံးခံတဲ့အိမ်ကကလေးတယောက်ကိုဝင်ပူးတယ်အဲ့ဒီနတ်သမီးကဝင်ပူးတော့ဝူဝါဝါအဲ့ဒါလိုပူးပြီးတော့ရှောက်ပြောနေတော့ဒကာကြီးဒကာမကြီးများကဟာဘာဖြစ်လဲမသိဘူးအဲ့ဒီမှာပူးနေတဲ့အဲ့ဒီနတ်ကပြောတယ်တင်တို့ဆွန်းလောင်းနေတဲ့ဂူထဲမှာတရင်သုံးတဲ့ယဟန်တော်ကြီးကရှိန်ကိုလေးနည်းနည်းလောက်တောင်းပြီးတော့ကျွေးလိုက်ရင်ငါထွက်သွားမယ်အဲ့ဒါဆိုယောဂပြောက်ဟာကျုပ်တို့ကိုးကွယ်တဲ့ဘုန်းကြီးကရှေးကူတဲ့ဘုန်းကြီးမဟုတ်ဘူးဒါကြောင့်မို့လို့ရှိန်ကိုလည်းရှိမှာမဟုတ်ရှိန်ကိုမရှိရင်ຫນွယ်ကြိုလေးနည်းနည်းလောက်သွားတောင်းကြည့်ဘုန်းကြီးဆိုတာဆေးမကူကောင်းဘူးလေဘုန်းကြီးကိုဆေးဆရာဖြစ်အောင်လုပ်ပြီးတော့သီလပျက်စီးအောင်အကောက်ကျမ်းနေတာအဲ့ဒီနတ်သမီးကအဲ့ဒီလိုပြောတဲ့အခါကျတော့အဲ့ဒီပူးနေတဲ့နတ်သမီးကဘာဆက်ပြောတော့ဆိုတော့အဲ့ဒါလို့ဆိုရင်မြတ်ဖန်ကအဲ့ဒီယဟန်တော်ဆွမ်းခံကြွလာတဲ့အခါခြေစည်းရည်ပြင်မှာခြေဆေးပြီးတော့အဲ့ဒီခြေစည်းရည်ကိုခွက်နဲ့ခံပြီးတော့တင့်ရဲ့သားရဲ့ခေါင်းကိုလောင်းမယ်ဆိုရင်ယောဂပျောက်စီရမယ်သူဖန်ဆားထားတဲ့ယောဂပေါ့ဗျာအဲ့ဒီလိုပြောတော့ဒကာကြီးဒကာမကြီးများအဲ့ဒါလောက်တော့ဖြစ်ပါတယ်ဆိုပြီးတော့နောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီလိုပြောတော့နတ်ကခွာသွားရောပေါ့ဟုတ်လားနောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီယဟန်တော်ရဲ့ခြေထောက်အစုံကိုရေဆေးပြီးတော့အောက်ကခြေသေးရေခံထားတယ်
ခန့်ထားပြီးတော့သူ့သားရဲ့ခေါင်းကိုလောင်းပေးတယ်ယဟန်တော်ကတော့ဘာလို့လုံမှန်းတော့မသိပါဘူးခြေသေးယူတော့ယူသွားပေါ့သူဘာမှမသိပဲကိုဟုတ်လားအဲ့ဒါနဲ့ဆွန်းခံဆွန်းဖုံးပေးပြီးတော့သူ့ဂူထဲကိုပြန်ကြွလာတော့ဂူဘဝမှာအဲ့ဒီနတ်သမီးကခက်တီတီရက်ပြီးတော့လက်ညှိုးငေါက်တောက်ထိုးတယ်တဲ့ယဟန်တော်နှုတ်ကလည်းမြွက်ပြီးတော့ပြောတယ်တဲ့ဘယ်လိုပြောလဲဆိုတော့ဆေးဆရာကြီးဂူထဲကိုမလာခဲ့ပါနဲ့လို့အဲ့ဒါလိုပြောတယ်တဲ့အဲ့ဒီတော့အဲ့ဒီယဟန်တော်ကစဉ်းစားတယ်ငါလည်းဘယ်သူမှဆေးမကုရပါဘူးသင်ဘာတွေပြောနေတာတော့သင်ဘာဆေးမကုရမလဲနော်သင်ရဲ့ခြေစည်းရည်ပေးပြီးတော့သင်ဆေးကုခဲ့တာမဟုတ်လားယောဂပြတ်အောင်သင်လုပ်ခဲ့တာမဟုတ်လားအဲ့ဒီတော့ယဟန်တော်ကစဉ်းစားတယ်ဘာလဲဒီနတ်ငါလည်းဆေးမကုပဲနဲ့ငါ့ကိုဆေးကုအောင်သူကဖမ်းစားပြီးတော့ခြေစည်းရည်ပေးစီပြီးတော့ငါ့ကိုဆေးဆရာဖြစ်အောင်လုပ်တာကိုသဘောပေါက်သွားတယ်အဲ့ဒါနဲ့သူကစဉ်းစားရတယ်ဆက်ပြီးတော့သူ့အကြောင်းသူစဉ်းစားတယ်ဩငါဟာနတ်တစ်ပါးကတောင်မှအပြစ်ရှာလို့မရအောင်စင်ကြယ်တဲ့ငါပါလားငါကိုအပြစ်ရှိအောင်ကြံဖန်ပြီးတော့သူလုပ်ရတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့ဇက်တိုက်ကြီးဆက်ပြီးတော့စဉ်းစားတယ်ငါသိမ်ဝင်ပြီးတော့ယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ငါပဲသိခါဖို့မှာစေတနာနဲ့တကွလွန်ကျူးခဲ့တာမရှိဘူးငါသီလသိစင်ကြယ်တာပဲပီတိတွေဖြစ်လာပြီနော်ပိဿရဲ့သူ့ရဲ့ကောင်းတဲ့အချက်ကိုသူစဉ်းစားမိသွားပြီနော်အဲ့ဒါဆက်ပြီးတော့စဉ်းစားရင်းနဲ့ပီတိတွေကတိတ်ပြီးတော့ဖြစ်လာတော့အေးချမ်းမှုဆိုတဲ့ပတ္တိကိုကူးသွားတယ်ကိုယ့်ရဲ့သီလပြည့်စုံတာကိုစဉ်းစားမိတော့ပီတိဖြစ်တယ်ပီတိကနေပတ္တိဖြစ်တယ်ဝင်းဆက်မပြတ်စေနဲ့နော်လေးနဲ့တာလေးဆက်ပြောတော့မှာဟုတ်လားပတ္တိဖြစ်လာတော့ငြိမ်းအေးလာတော့ဘာဖြစ်တုံဆိုတော့ဒုက္ခချမ်းသာလာတယ်ပီတိဖြစ်တော့ပတ္တိဖြစ်တယ်ပတ္တိဖြစ်တော့ဒုက္ခဖြစ်တယ်ချမ်းသာလာတော့တည်ငြိမ်လာတယ်ဒုက္ခဖြစ်ရင်တမာတိဖြစ်တယ်တမာတိဆိုတာချမ်းသာမှဖြစ်တာဗျာစိတ်ချမ်းသာလာမှတည်ငြိမ်တာစိတ်ဆင်းရဲနေဘယ်တည်ငြိမ်မှလဲရောက်ရက်ခတ်နေပြီဟုတ်လားတည်ငြိမ်လာပြီတမာတိဖြစ်လာပြီဆိုတော့ယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်လာတယ်စိတ်ကငြိမ်မှမှန်တာကိုမှန်တဲ့အတိုင်းမြင်တာဟုတ်လားအဲ့ဒီယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တော့ဩဘဝဆိုတာတကယ်စင်စစ်ဆင်းရဲတွေတိဆောက်ထားတာကိုလို့အမှန်တိုင်းမြင်တဲ့အတွက်ကြောင့်ညီးငွေလာတယ်တဲ့ဆိုလိုတာကဉာဏ်တစ်ဆင့်တက်သွားတယ်အမှန်မြင်ပြီးတော့ညီးငွေသွားတာအမှန်မြင်တော့ညီးငွေစရာကြီးလို့တိလို့ညီးငွေစရာမှုလို့ညီးငွေသွားတာတရားကသူ့ကိုညီးငွေအောင်လှုပ်လိုက်တာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကညီးငွေစရာကြီးလို့တိလို့ညီးငွေသွားတာဟုတ်ရဲ့လားအဲ့ဒီညီးငွေရာကနေပြီးတော့ဘာဖြစ်တော့နိဗ္ဗိဏဉာဏ်ကနေတတ်မဲ့မှုကင်းတဲ့မဲ့ဉာဏ်တဲ့ဖြစ်သွားတာမဲ့ဉာဏ်ကနေတဖန်ငြိမ်းအေးတဲ့ဖို့ဉာဏ်ဖို့ဉာဏ်ကနေကိုယ့်ရဲ့ကိလေသာပယ်ပုံတွေကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ပိစဝခဏဉာဏ်နေအဆင့်ဆင့်တက်ပြီးတော့အဲ့ဒီယဟန်တော်သည်ယဟန္တာဖြစ်သွားတယ်ဟုတ်လားကိုကောင်းတာကိုကိုမြင်ပြီးတော့အားတွေအဆင့်ဆင့်တက်ပြီးတော့အည်အသွေးတွေအဆင့်ဆင့်မြင့်မသွားဘူးလားမြင့်သွားတယ်ဒါကြောင့်ဒါနပြုပြီးရင်စဉ်းစားသီလဆောက်တည်ပြီးရင်စဉ်းစားဟာကောင်းတာလေးတွေလုပ်ရနေတယ်အရာတော်တယ်အဲ့ဒီလိုစဉ်းစားတော့သေချာပေါက်စိတ်ချမ်းသာလိမ့်မယ်အဲ့ဒီစိတ်ချမ်းသာမှုတွေထက်ချီတလဲလဲဖြစ်ပြီးဆိုလို့ရှိရင်တည်ငြိမ်မှုတွေဖြစ်ပြီးတော့ဉာဏ်တွေဟာတဖြည်းဖြည်းနဲ့ရှင်းလာလိမ့်မယ်ဒါမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာအာကင်ခေယသုတ်တံဆိုပြီးတော့ဟောထားတာရှိတယ်သီလပြည့်စုံရင်အဆင့်ဆင့်ဉာဏ်တွေအလိုလိုတက်သွားတဲ့အကြောင်းဘာတွေဖြစ်ပါစေလို့ကိုကဆန္ဒပြုရတာမဟုတ်ဘူးတရားသဘောကိုကအလိုလိုဖြစ်သွားတာသဘောပေါက်လားဒါကြောင့်ကိုယ်သီလကိုစဉ်းစားပြီးတော့ကိုကောင်းတာလေးကိုကြည့်ပြီးတော့အားဖြစ်ဖို့ကြိုးစားရတာကလည်းကြိုးစားရကြိုးမနှက်ဘူးလားနှက်တယ်သက်တည်အနေနဲ့အဲ့ဒီယဟန်တော်ကိုဦးဇင်းတို့ထုတ်ပြလိုက်ပါလေဟုတ်လားအဲ့ဒီမှာအဲ့ဒီယဟန်တော်ကအဲ့ဒီကူထဲမှာပဲဝါတွင်းကာလတည်င်းသုံးသွားတယ်အဲ့ဒီတော့ဒါကိုယ်အကြောင်းကိုစဉ်းစားရင်းနဲ့မကောင်းတာမြင်လည်းပဲအကျိုးရှိတယ်ကောင်းတာမြင်လည်းပဲအကျိုးရှိတယ်မကောင်းတာမြင်တော့လွတ်အောင်ကြိုးစားတယ်ကောင်းတာမြင်တော့အားရှိတယ်ခုဦးဇင်းတို့တရားရဲ့နောက်ဆုံးအပိုင်းကိုယ်အကြောင်းကိုစဉ်းစားတာတဲ့အဆင့်မြင့်နဲ့ကိုယ်အကြောင်းကိုသိအောင်လုပ်တဲ့အလုပ်ဒါကတော့အဆင့်အမြင့်ဆုံးအပိုင်းကိုရောက်လာပြီဒီတရားမှာလေ
စောတော်တုန်းကသူများကကိုကိုမုန်းလို့ပြောတဲ့စကားတွေနှလုံးမသွင်းနဲ့သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလို့သဘောမထားနဲ့လို့သူအကြောင်းနဲ့ပတ်သက်ပြီးတော့ခေါင်းထဲမှာနေရမပေးဖို့ပထမပိုင်းမပြောခဲ့ဘူးလားပြောခဲ့တယ်ကိုဘာတွေလုပ်တယ်ကိုဘာတွေမလုပ်ရသေးဘူးဆိုတာကိုစဉ်းစားရမယ်လို့ခုနတုန်းကတပိုင်းပြောခဲ့တယ်နော်အေးအခုကိုယ့်ရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်ကြိုးစားရမယ်တကယ်တမ်းဦးဇင်းတို့တဲ့ပြောရရင်အရိယာဖြစ်တယ်ဆိုတာကိုယ့်အကြောင်းကိုတကယ်သိသွားတာဗျခုတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကိုယ့်အကြောင်းကိုတကယ်မသိကြသေးဘူးဟုတ်လားကိုယ့်အကြောင်းကိုကိုမသိသေးတဲ့အစိတ်အပိုင်းကိုမသိသေးတဲ့နယ်ပယ်တွေအများကြီးရှိသေးတယ်ဟုတ်ရဲ့လားအဲ့ဒါဟုတ်လားစိတ်ပိုင်းဆိုင်ရာပိုးပြီးတော့များတယ်မသိတာစိတ်ပိုင်းဆိုင်ရာမဆိုထားနဲ့ဗျရုပ်ပိုင်းဆိုင်ရာတောင်ကိုမသိသေးတဲ့အကြောင်းတွေအများကြီးရှိတယ်ထဲမှာအဆုတ်ကအလုပ်ဘလို့လုပ်တယ်အသေးကအလုပ်ဘလို့လုပ်တယ်ဥကအလုပ်ဘလို့လုပ်တယ်ဟာမသိတာတွေအများကြီးပဲဟင်သူရှင်းနေတာပဲကိုဘာမှမသိအဲ့ဒီရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုတကယ်သိတယ်ဆိုရင်တောင်မှအဲ့ဒါအရိယာဖြစ်နိုင်လေဗျာနော်ကာယကတတတိဆိုတာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုသိအောင်ညွှန်ကြားတာမဟုတ်လားဘာမှတင့်နေတာတန့်ရှင်းတာဘာမှမရှိဘူးတကယ်စင်စစ်နာကျင်ကြိုက်ခဲတာတွေမတန့်ရှင်းတာတွေမဟုတ်တဲ့တရားတွေစုနေတာလို့သိအောင်ဒါရုပ်ပိုင်းဆိုင်ရာဒါပဂတိမျက်စိနဲ့တောင်မြင်နိုင်တယ်နော်တခါကြီးများဒါကိုအကြောင်းကိုသိအောင်လုပ်ရတဲ့အလုပ်ဟာဘယ်လောက်အကျိုးကြီးတယ်လဲဆိုတာပြောပြတာစိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာခံစားမှုပိုင်းဆိုင်ရာတွေမှာပိုးရှုပ်ထွေးတယ်မသိသေးတာတွေအများကြီးပဲအဲ့တော့ကိုအကြောင်းကိုသိလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့တွေကိုအခက်အခဲကိုလွတ်ငြိမ်းအောင်လုပ်လို့ရတယ်ကိုအကြောင်းမှာကိုမသိဘူးဆိုရင်ကိုအခက်အခဲကိုဘယ်လိုလုပ်လွတ်အောင်လုပ်လို့ရမလဲခုတရားဓမ္မတို့ဦးဇင်းတို့တွေလူတိုင်းမှာအခက်အခဲကိုစီရှိတယ်နော်ရှိတယ်နော်တရားကြီးများဟုတ်လားအဲ့ဒါကိုအမှန်တိုင်းသိရမယ်အဲ့တော့အဲ့ဒီအခက်အခဲအဲ့ဒီအကျက်တဲတွေကိုပြေးလဲခြင်းနဲ့ဆိုရင်ကိုအကြောင်းကိုသိအောင်ကြိုးစားရမယ်ဒါကဩဟာရတစ်မျိုးနဲ့နားလည်အောင်ပြောတာတကယ်စင်စစ်ကိုအကြောင်းကိုသိအောင်ကြိုးစားတယ်ဆိုတာတတိပဋ္ဌာန်တရားကိုအားထုတ်ရတယ်လို့ပြောတာပါပဲဟုတ်လားကိုတတိပဋ္ဌာန်တရား၄ပါးရှိတယ်လေရုပ်ပိုင်းဆိုင်ရာကိုသိအောင်ကြည့်ပြီးတော့သိအောင်လုပ်နေတဲ့တတိပဋ္ဌာန်ဟုတ်လားကာယ ानु ပတနာတတိပဋ္ဌာန်နောက်ဝေဒနာပိုင်းဆိုင်ရာသိတယ်နောက်စိတ်ပိုင်းဆိုင်ရာသိတယ်နောက်တရားသဘောဆိုင်ရာသိတယ်ကာယဝေဒနာစိတ်ဓာတ်ဓမ္မဟုတ်လားအဲ့ဒီမှာယုတ်ကပထမဦးဆုံးတိတ်ထင်ရှားတဲ့အတွက်ကြောင့်ပထမဦးဆိုတာယုတ်ပိုင်းဆိုင်ရာကိုအရင်သိအောင်ကြည့်တဲ့အလုပ်ကိုအရင်လုပ်ရတယ်အာနာပါနဝင်လေထွက်လေကိုမှတ်မယ်ဟုတ်လားထိုင်ရင်ထိုင်တယ်လို့သိမယ်သွားရင်သွားတယ်လို့သိမယ်ဟုတ်လားပူရင်ပူတယ်လို့သိမယ်အေးရင်အေးတယ်လို့သိမယ်ဘယ်သူအကြောင်းဘယ်သူသိနေတာလဲကိုအကြောင်းကိုသိနေတာသိပါများလာရင်ဉာဏ်ကထက်လာတာရှေ့ဆက်ပြီးတော့အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်ဦးဇင်းတို့အကျေကြီးပြောရင်တရားရှည်သွားမယ်နော်ရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်စိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းနဲ့သိလာတယ်စိတ်ဟာရုပ်ထက်ပိုပြီးတော့သိဖို့ခက်ခဲတယ်ဗျအဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာဘာတွေသိလာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ဓာတ်ကလေးတွေကိုသိလာတယ်လောဘတွေဖြစ်လာတာသိလာတယ်ဒေါသတွေဖြစ်လာတာသိလာတယ်တခါတလေကြတော့လည်းပဲအာလောဘအာဒေါသကောင်းမြတ်တဲ့စိတ်ကလေးတွေဖြစ်တာလည်းရှိလို့အဲ့ဒါလည်းသိလာတယ်သိရင်ဘာအကျိုးရှိမှလဲလို့ဒါလေးဆက်ပြီးတော့စဉ်းစားကြည့်လောဘဒေါသမောဟတွေကိုမြင်မှများသိပါများလာတော့ဩလောဘဖြစ်ရတာဟာအင်မတန်ပင်ပန်းတကူလို့ကိုယ့်ကိုသိလာတယ်နောက်တခါကြီးများဟုတ်လားဒေါသဖြစ်တာကိုသိလာပါများတော့ဒေါသဖြစ်ရတာဟာအင်မတန်ပူလောင်တကူအင်မတန်အကျိုးနည်းတကူလို့ကိုယ့်ကိုသိလာတယ်ပိဋကရေသူများပြောလို့သိတာလားကိုတိုင်းလက်တွေ့ကိုသိတာလားမတည့်တဲ့အစာကိုစပြီးတော့ကိုယ့်ကိုအနေခက်လာတဲ့အခါမျိုးကြုံဘူးလားကြုံဘူးတယ်နော်ကိုမတည့်တဲ့အစာကိုစပြီးတော့အနေခက်လာတယ်တော်တော်ကြောက်သွားတယ်ဒီအစာကိုလေကိုတိုင်းလက်တွေ့မကြုံခင်တုန်းကတော့သူများကပြောတယ်ဟာဘယ်အစားအစာနဲ့ဘာနဲ့ရောစားရင်မတည့်ဘူးဟာတော်တော်ဆိုးတာပဲသိခံစားချက်မရှိကိုတိုင်းစားလို့ကိုတိုင်းမတည့်လို့ကိုတိုင်းခံစားလိုက်ရပြီဆိုတော့မသိဘူးလားသိတယ်အခုတရားတွေကစာအုပ်တွေထဲမှာလည်းအများကြီးရှိတယ်ဘုန်းကြီးတွေလည်းအများကြီးဟောနေတာပဲလေအခုကိုအကြောင်းကိုသိတယ်ဆိုတာကကိုတရားကိုကိုပြန်နာတာဒီတိုင်ဘာလုပ်တယ်ကိုတရားကိုကိုပြန်နာတာလောဘဒေါသဖြစ်တာကိုမိအောင်ဖမ်းကြည့်
လောဘဖြစ်စေဒေါသဖြစ်စေလေးကိုမိအောင်ဖမ်းကြည့်ဖြစ်မှန်းသိကြည့်ရင်ဩဖြစ်စေမှလည်းပူလောင်တကူဆင်းရဲတကူဘာကောင်းကျိုးမှမရှိတက်အကျိုးမဲ့ကိုဆောင်ကျင်းဖို့ဒီတရားလေးတွေကဖြစ်တကူလို့အဲ့ဒီတရားကပဲကိုယ့်ကိုတရားဟောတာတနည်းအားဖြင့်လောဘကပဲကိုယ့်ကိုတရားဟောလိုက်တာငါဘလောက်ပူလောင်နေဆိုတာမင်းသိလားလို့သူကပြောတာဒါပေမဲ့သူကတော့အမြဲတမ်းတရားဟောပါတယ်လောဘဖြစ်တိုင်းခန္ဓာကိုယ်ကတော့ပူလောင်တာပဲထူးခြားတာကကိုမသိလိုက်တာနဲ့သိလိုက်တာဒါပဲကွာသွားတယ်ဟင်ဒီကမကြီးတွေအဲ့ဒါဟုတ်လားဒေါသကတော့အမြဲတမ်းဖြစ်နေတာပဲလေအခါအားလျော်စွာပေါ့လေအမြဲတမ်းတော့မဟုတ်ဘူးပေါ့ဖြစ်เสียကြုံတိုင်းဖြစ်နေတာပဲသူဖြစ်တိုင်းလဲခန္ဓာကိုယ်ကိုပူလောင်တဲ့အကျိုးတရားတွေခန္ဓာကိုယ်ကိုဆုပ်ယုပ်စေတဲ့ဓာတ်တတိတွေဖြစ်အောင်သူအမြဲတမ်းလုပ်နေတာပဲသူကတော့သူ့အလုပ်သူလုပ်ပြီးတော့အကျိုးမဲ့ကိုဆောင်ကျင်းပြီးတော့ဖြစ်ပြီးတော့ပြတ်သွားတာပဲကိုကသိလိုက်တာနဲ့မသိလိုက်တာပဲကွာတယ်အဲ့ဒီလိုမသိလိုက်တဲ့အခါကျတော့လောဘဒေါသကိုကြောက်ရကောင်းမှလည်းမသိဘူးလောဘဒေါသကိုဖယ်ရကောင်းမှလည်းမသိဘူးဒါကြီးနဲ့ပဲနေနေတာပဲအဲ့ဒီတော့ကိုအကြောင်းကိုသိပါများလာတော့ဩလောဘဒေါသဆိုတာသူတော်ကောင်းကြီးတွေပြောတဲ့အတိုင်းမကောင်းဘူးဆိုတာတကယ်ပါလားလို့အဲ့ဒီမှာတကယ်ပါလားဆိုတာလေးပါလာတယ်စာအုပ်ကိုဖတ်တိုင်းတကယ်ပါလားလို့ခံစားလို့မရဘူးနော်တကယ်ကိုမြင်အောင်ကြည့်ဟုတ်လားအေးအဲ့ဒီလိုမကောင်းတာကိုမကောင်းဘူးလို့သိရင်ရိုးရိုးလေးဗျာတရားဆိုတာဩမကောင်းတာဆိုတာတကယ်မကောင်းတာပါလားအခုဒကာဓမ္မတို့ဦးဇင်းတို့တွေကမျက်စိလဲနေတယ်မကောင်းတာကြီးကိုကောင်းတယ်လို့ထင်နေတယ်ဗျာဖရာယဟန္တာတွေကမဟုတ်ဘူးလားလောဘဖြစ်ရင်ဆင်းရဲမယ်လို့ဟောတယ်ခမည်းတော်ကျုပ်တို့ကစိတ်ထဲကမတိမတာညင်းနေတယ်လောဘဖြစ်တိုင်းဆင်းရဲတယ်ဆိုတာဟုတ်ပါမလားဒါကြောင့်လောဘကိုကြောက်ရကောင်းမှလည်းမသိဘူးလေဒါကြောင့်ကိုတရားကိုပြန်နာတယ်ဆိုတာကိုအကြောင်းကိုသိအောင်လုပ်တာဒါမကောင်းတာကိုသိပြီးတော့မကောင်းမှုကနေလွတ်အောင်တမျိုးယုံမြန်တာပဲနော်နောက်ကောင်းတာကိုသိတော့လေစိတ်ထဲမှာသဘောပေါက်တယ်ရှင်းတယ်ဩကောင်းတဲ့သဘောလေးတွေဖြစ်ရတာဟာအင်မတန်ကောင်းတဲ့ကိုရိုးရိုးလေးနော်တခါကြီးများဟုတ်လားကောင်းတဲ့သဘောလေးတွေကောင်းတဲ့စိတ်ကလေးတွေဖြစ်ရတာအင်မတန်သက်သာတဲ့ကိုအင်မတန်ငြိမ်းချမ်းတဲ့ကိုလို့သိတယ်သိတော့ကောင်းကျင်တဲ့စိတ်တွေပို့ပြီးတော့ပေါက်လာတယ်အဲ့ဒီတော့ဘာလဲဆိုတော့မကောင်းတာကိုမကောင်းမှန်းသိပြီးတော့မကောင်းမှုကနေတဖြည်းဖြည်းနဲ့ဝေးသွားတာကောင်းတာကိုကောင်းမှန်းသိပြီးတော့ကောင်းတာတွေတစများသွားတာဒါကြောင့်ကိုယ်အကြောင်းကိုသိရတာဟာအကျိုးမများဘူးလားများတယ်နောက်ဆုံးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုတတိထားပြီးတော့ကြည်ပါများလာပြီသိပါများလာပြီဆိုလို့ရှိရင်တကယ်စင်စစ်ကတော့ဒုက္ခတွေကြီးစုပုံထားတဲ့အစုအပုံကြီးပါလားလို့တဖြည်းဖြည်းမှာတနေ့မှာမသိဘူးလို့ပြောလို့ရမလားမရဘူးသိလာနိုင်တယ်နော်အေးအဲ့ဒါလို့သစ္စာဆိုင်အောင်ပိဋိဘာဆိုင်အောင်သစ္စာဆိုင်အောင်သစ္စာဆိုတာ၄ပါးရှိတယ်လို့ဒီပိဋကကြီးသိတယ်နော်ဒီခန္ဓာကိုယ်ကြီးဆိုတာတကယ်စင်စစ်ဒုက္ခတွေရဲ့အစုအပုံကြီးချမ်းသာဆိုလို့ဘာလေးမှမရောဘူးတဲ့ကိုလက်ခန္ဓာလက်မခန္ဓာတစ်ပိုင်းကိုသိတာမသိတာတစ်ပိုင်းနော်အမှန်ကအမှန်ပဲလေအဲ့ဒါလို့ခန္ဓာကိုယ်ကြီးဟာဒုက္ခဒုံဒုက္ခခဲကြီးပါဆိုတာလောကကြီးရဲ့ပထမသစ္စာဟုတ်လားဒုက္ခမှန်သမျှသည်လိုချင်မှုကြောင့်ဖြစ်တယ်ဆိုတဲ့လောဘသီးသားလင်ဒုက္ခအလုံးကိုဖန်တီးသူဆိုတဲ့ဒုတိယသစ္စာဟုတ်လားလောဘနည်းရင်နည်းသလောက်အေးချမ်းတယ်ဆိုတဲ့လောဘချုပ်မှသာလင်တကယ်ဒုက္ခချုပ်တာဆိုတဲ့တတိယနိရောဓသစ္စာဟုတ်လားအဲ့ဒီလောဘချုပ်လို့ဒုက္ခချုပ်တယ်ဆိုတဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်တနည်းအားဖြင့်ချမ်းသာစေချမ်းသာမှန်ကိုရခြင်းနဲ့ဆိုရင်မမြဲတာကိုမမြဲဘူးလို့အမှန်အတိုင်းသိတဲ့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဲခင်၈ပါးကိုပွားများခြင်းမှတပါးအခြားနီးလန်းမရှိဘူးလို့ဒုက္ခငြိမ်းချမ်းအကျင့်မြတ်ကိုဒါသာလင်ဟုတ်တယ်လို့မဂ္ဂသစ္စာရဲ့အပေါ်မှာသိမြင်နားလည်လာတဲ့စတုထမြောက်မဂ္ဂသစ္စာဟုတ်ရဲ့လားခုဒကာဓမ္မတို့ဦးဇင်းတို့ကမဂ္ဂသစ္စာရဲ့တန်ဖိုးလည်းသိနားမလည်ဘူးလေဟုတ်လားဒုက္ခငြိမ်းအောင်ဒီပြင်နည်းတွေနဲ့လည်းပဲလှုပ်လို့ရသေးတယ်လို့ထင်နေတာတွေရှိတကူဗျတကယ်စင်စစ်ဒုက္ခငြိမ်းအောင်မဂ္ဂင်အကျင့်ကိုကျင့်ခြင်းကလွယ်လို့အခြားအလုပ်မရှိဘူးတနည်းအားဖြင့်ဒုက္ခငြိမ်းအောင်ကိုယ်အကြောင်းကိုသိအောင်လှုပ်ခြင်းမှတပါအခြားအလုပ်မရှိဘူး
ကိုအကြောင်းကိုသိတယ်ဆိုတာမဂ္ဂသစ္စာကိုပွားများနေတာကိုဆိုတာပါဟုတ်ရဲ့လားအဲ့ဒီတော့တတိပဋ္ဌာန်တရား၄ပါးလိုပဲပြောဝိပဿနာလိုပဲပြောမဲ့ခင်လိုပဲပြောကိုအကြောင်းကိုသိအောင်ကိုရဲ့သဘောတဘာဝကိုယ်တိုင်သိအောင်ကြိုးစားတယ်လို့ပဲပြောအတူတူပဲမဟုတ်လားအတူတူကိုအကြောင်းကိုသိတာလေးကိုဦးဇင်းကအဲ့ဒါလိုလေးနက်လေးပြောလိုက်တာဟုတ်လားဦးဇင်းအခုတရားဟောတာတဏှာကြီးခွဲရှိပြီဗျာနော်ဦးဇင်းတို့ဒီပလင်ပေါ်မှာဟောလိုက်ရင်အဲ့လိုကြားတာကြီးပဲတရားကဟုတ်လားအဲ့တော့ဏီကုန်းချုပ်တော့မှာနော်တခါကြီးမိုင်များကိုအကြောင်းကိုသိရင်မကောင်းတာသိရင်လည်းဩမကောင်းတာဟာတကယ်မကောင်းတာပါလားလို့သိပြီးတော့မကောင်းမှုမှတဖြည်းဖြည်းဝေးသွားတယ်ကောင်းတာသိပြန်တော့လေကောင်းတာဟာတကယ်ကောင်းတာပါလားလို့နားလည်ပြီးတော့ကောင်းတာတွေဟာတဖြည်းဖြည်းနဲ့များလာတယ်ဆင်းရဲတွေဝေးပြီးတော့ချမ်းသာတွေကြီးအောင်ကိုနေတတ်သွားတာပါပဲတကယ်စင်စစ်ကတော့ဟုတ်ရဲ့လားဒါကြောင့်ကိုအကြောင်းကိုသိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နောက်ဆုံးတစ္ဆာစိုက်တည်အထိသိမယ်ဆိုရင်တော့သောတာပန်အရိယာဖြစ်တယ်လို့ပြောရတယ်မဟုတ်လားအေးတစ္ဆာစိုက်အောင်သိရင်မဲ့ညာဖုန်ညာနဲ့ထိုးထွင်းပြီးတော့သိတဲ့အတိမျိုးသိရင်အဲ့ဒါငါသေးရင်ဘယ်ဘဝရောက်အောင်မလဲလို့ပူဇော်လိုအောင်မလားမလိုတော့ဘူးဒါကြောင့်ကိုအကြောင်းကိုသိတယ်ဆိုတာကတော့အင်မတန်ကြီးကျယ်တဲ့ကောင်းမှုပါလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တရားတွေကိုပြန်ပြီးတော့ချုပ်တော့မယ်နော်ကိုအကြောင်းသူအကြောင်းသူတစ်ပါးကကိုမုန်းလို့ပြောတဲ့စကားတွေကိုမျက်နှိုးလို့သိမ့်ထားတဲ့ပစ္စည်းကိုထုတ်ကြည့်တယ်လို့မျိုးပြန်ကြည့်မနေနဲ့ဟုတ်လားသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလို့အချိန်ကုန်ခံပြီးတော့အကုသို့အဖြစ်ခံပြီးတော့စဉ်းစားမနေနဲ့ဟုတ်လားကိုဘာတွေလုပ်ပြီးပြီကိုဘာတွေမလုပ်ရသေးဘူးလေဘယ်ပြဿနာတွေကတော့ပြေလေပြီဘယ်ပြဿနာတွေကတော့မပြေလေသေးဘူးလေလို့လေးနက်စဉ်းစားရမယ်ကိုအကြောင်းကိုစဉ်းစားတာဟုတ်လားပြီးတော့ကို့မှာဘာတွေသိပြီလေကို့အကြောင်းကိုသိအောင်ကြိုးစားတာဟုတ်လားဒါကြောင့်သူ့အကြောင်းနဲ့ကို့အကြောင်းမှာကို့အတွက်ဘယ်အကြောင်းကအရေးကြီးလဲကို့အကြောင်းကအရေးကြီးပါလေသူ့အကြောင်းသူ့ဖတ်သူအရေးကြီးပါလိမ့်မယ်ကိုကဝင်ပြီးတော့အရေးမကြီးနေကြမလို့ပါဘူးဟုတ်လားသူကသူ့အကြောင်းသူအရေးကြီးလိမ့်မယ်ကိုလည်းကို့အကြောင်းကိုအရေးကြီးဖို့ပါပဲဟုတ်လားဘာကြောင့်လဲဆိုတော့တကယ်စင်စစ်ကတော့တယောက်ကိုတယောက်တကယ်တမ်းကတော့ဝင်ဆွက်လို့လည်းမရဘူးလေဒါကြောင့်မြတ်စွာဘုရားကအတ္တာဟိအတ္တနောနာထောလို့ဟောထားတာမဟုတ်လားကောဟိနာထောပရောတိယသူတစ်ပါးဟာကိုယ့်ရဲ့အာကိုရာပဲဖြစ်မှာလေတဲ့ဟုတ်လားကိုယ်သေးတာလည်းအသီးကိုယ့်ရဲ့အာကိုရာတယောက်သည်တယောက်ရဲ့အာကိုရာမဖြစ်ပါဘူးဟုတ်လားဒါကြောင့်သူအကြောင်းကိုအကြောင်းသည်သာလည်းကိုယ့်အတွက်အရေးကြီးတယ်သူအကြောင်းသည်သူပဲအရေးကြီးပါလိမ့်မယ်လို့တရားဓမ္မတို့တွေမှတ်သားပြီးတော့ကိုယ့်အကြောင်းကိုစဉ်းစားကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်အကြောင်းကိုသိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့တရားပွဲကိုတောက်လျှောက်မသိသေးဘူးဗျာ9မိနစ်လောက်တရားထိုင်ပြီးမှတရားပွဲသိရအောင်နော်တခါကြီးမိုင်များခုဦးဇင်းတို့တရားဟောတာတနာကြီးခွဲ9မိနစ်တရားထိုင်မယ်ရည်သက်ချမယ်ဆိုတနာကြီးမိနစ်40လောက်တော့ကြာသွားမယ်နည်းနည်းမြန်ကြာသွားလားမသိဘူးအဲ့တော့ဦးဇင်းတို့ဒကာကြီးတွေကတင်မလီခွေထိုင်ဒကမာကြီးတွေကကြုံယုံထိုင်နည်းနည်းခန္ဓာကိုယ်ဝါတဲ့ဒကမာကြီးတွေကကြုံမထိုင်နိုင်ဘူးဆိုရင်လည်းတင်မလီခွေထိုင်လို့ရပါတယ်နော်အဆင်ပြေသလိုထိုင်မိမိတို့အာထုတ်နေကြနီးရှိတယ်ဆိုရင်မိမိတို့ကြိုက်တဲ့နီးနဲ့စတင်ပြီးတော့အာထုတ်နိုင်ပါပြီဦးဇင်းတို့ပြောတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်လို့ရပါတယ်ဦးဇင်းတို့ရှေ့ကနေတူပြောသွားမယ်ဦးဇင်းတို့ပြောတာကိုလိုက်ပြီးတော့ကြိုးစားကြည့်ပါကိုကြိုက်တဲ့နီးရှိတယ်ဆိုရင်လည်းကြိုက်တယ်လို့အာထုတ်နိုင်ပါတယ်ခါလေးတွေတဲတဲထားကောင်းလေးတွေတဲတဲထားတက်တောင့်တက်တာကလေးတရားရဟန္တာအရိယာသူတော်ကောင်းကြီးတွေမျက်နှိုးတဲ့တန်ဖိုးထားတဲ့အလုပ်ကိုလုပ်ရပြီးတော့မယ်လို့ဝမ်းသာကြည်နူးတဲ့စိတ်နဲ့တရားစတင်ပြီးတော့ကြိုးစားကြရအောင်မိမိတို့ရဲ့စိတ်ကိုနာသီများကိုအာယုံပြုပါဝင်လေးဝင်နေတာရှိပါတယ်ထွက်လေးထွက်နေတာရှိပါတယ်ဝင်လေးဝင်နိုင်နာသီများတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားပါလိမ့်မယ်
ထွက်လေလေးနဲ့နာသီပြတနေရာရာထိခိုက်ပုတ်တိုင်ပြီးတော့ထွက်သွားပါလိမ့်မယ်အဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါဝင်လေဝင်နိုင်ထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိမြတ်စွာဘုရားတန်ဖိုးထားတဲ့သူတော်ကောင်းကြီးတွေမြတ်နိုးတဲ့အလုပ်ကိုလုပ်နေတာအဲ့ဒါလို့ဝင်လေဝင်နိုင်ထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူးလောဘဒေါသမဖြစ်တဲ့အတွက်ကြောင့်ထိတာကိုသိနေတဲ့အချိန်လေးဟာတန်ရှင်းစင်ကြယ်တယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာလောဘဒေါသယုံညံ့တဲ့တရားတွေမရှိလို့မြင့်မြတ်နေတယ်လို့ဆိုရပါတယ်ဒါကြောင့်ဝင်နိုင်ထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိကြိုးစားပါဝင်လေလေးဝင်တော့ထိဆိုပြီးတော့ထိတာလေးတွေဟာအစင်အတန်သဖွယ်တတိပြီးတတိထိသွားတယ်အဲ့ဒါလေးတွေကိုအသေးစိတ်သိအောင်ကြိုးစားပါထွက်လေလေးထွက်တော့လေထိတဲ့သဘောလေးတွေစင်စမပြတ်ဖြစ်ပေါ်သွားတယ်အဲ့ဒီထိတဲ့သဘောလေးတွေကိုသိအောင်ကြိုးစားပါထိတာကိုသိနေတဲ့အချိန်မှာမြင့်မြတ်တဲ့သဘောစင်ကြယ်တဲ့သဘောဖြစ်နေပါတယ်ဒီတကယ်သုံးပုံကိုအနည်းချုပ်ရင်ဘောဓိမက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိမက္ခိယတရား39ပါးကိုအနည်းချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနည်းချုပ်လို့ရှိရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနည်းချုပ်ရင်အပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်အခုထိတာကိုသိနေခြင်းဟာအပမဒါဆိုတဲ့တတိတရားဖြစ်နေတာထိတာကိုသိနေတဲ့အချိန်မှာကာယကတောင်းကြမှုဝစီကတောင်းကြမှုမရှိလို့သီလသာသနာသီလသိက္ခာနဲ့ပြည့်စုံနေတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာမနောကတောင်းကြမှုမရှိလို့တမာတိသာသနာတမာတိသိက္ခာနဲ့ပြည့်စုံနေတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ပညာသာသနာပညာသိက္ခာတသိတ္တိသာနဲ့ပြည့်စုံနေတယ်လို့ဆိုရပါတယ်ဒါကြောင့်ထိတာကိုသိတိုင်းသီလသမာဓိပညာသိက္ခာ3ရဲ့အကျင့်မြတ်ကိုကျင့်သုံးနေတာဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိပညာရှိသောယောက်ျားမြတ်တို့သည်သာလုံနိုင်သောအလုပ်လို့မြတ်စွာဘုရားချီးမွမ်းတဲ့အလုပ်ပါမြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်နေတာအာနာပါနကမ္မဋ္ဌာန်းကိုစီပြန်နေတာပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိအာနာပါနဘာဝနာကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘုဇင်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘုဇင်9ပါးကိုပွားများရင်ဝိဇ္ဇာဝိမု တ္တိဆိုတဲ့မဉ္ဇဉ်ဘုံဉဏ်တို့ဖြင့်ပြည့်စုံမယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်မဉ္ဇဉ်ဘုံဉဏ်ရခြင်းရဲ့အလုံးအမတန်တန်ဖို့ရှိတဲ့အလုပ်ကိုလုပ်နေတာပါကိုယ့်ရဲ့စိတ်တွေပြန်လွယ်လို့လည်းစိတ်ဓာတ်မချပါနဲ့ဘေးကအတန်တွေချလို့လည်းစိတ်မပြတ်ပါနဲ့ရှားသလောက်လေးသိမယ်အေးအေးချမ်းချမ်းကြီးကြီးလင်းလင်းဝင်လေဝင်နိုင်
အချိန်တွေကတော့ဒီလိုကုန်သွားတာပါပဲသိလိုက်တာနဲ့မသိလိုက်တာပဲကွာတာပါဒါကြောင့်ဒီ9မိနစ်လေးအတွင်းမှာအေးချမ်းချမ်းကြီးကြီးလေးလေးစိတ်ပါလက်ပါဒီဓာတ်လေးကိုသိအောင်ကြိုးစားမယ်ဝင်လေဝင်နိုင်ဒီတိုင်းဒီထွက်လေထွက်တိုင်းဒီတိုင်းဒီမြတ်စွာဘုရားကိုပစ္စည်းဥစ္စာလေးနဲ့ပူဇော်တာတဲ့အချင်းမြတ်ကိုကျင့်သုံးခြင်းဖြင့်ပူဇော်ခြင်းကပို့ပြီးတော့မြတ်တယ်လို့ကြားဖို့ပါတယ်မြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်နေတာပါဒါကြောင့်ဝင်လေဝင်နိုင်ဒီတိုင်းဒီထွက်လေထွက်တိုင်းဒီတိုင်းဒီနေတဲ့အချိန်မှာတန်ရှင်းလေးစင်ကြယ်မဉ္ဇဉ်ဘုံဉ္ဇဉ်ရရှိနိုင်တဲ့အတွက်ကြောင့်တန်ဖိုးကြီးတယ်ပိဋကတ်သုံးပုံချုပ်မိငုံမိသေခါတံရအချင်းမြတ်ကိုတပြိုင်တည်းကျင့်သုံးရရောက်တယ်မိမတန်တန်ဖိုးကြီးတဲ့အလုပ်ကိုလုပ်နေတာ ဦးဇင်းတို့10မိနစ်တောင်ရှိပါပြီဗျာမြတ်စွာဘုရားကိုအချင်းမြတ်ဖြင့်ပူဇော်ရတဲ့အတွက်ကြောင့်ဝမ်းမြောက်ဝမ်းသာစိတ်တည်ဖြစ်နိုင်ကြပါစေဦးဇင်းတို့မေတ္တာပို့ပြီးတော့တရားဝေဓမ္မသမင်ကိုဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆူဆူထိုးထားပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရသောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမေကထံ၄ရောက်ပလထံ၄ရောက်ဆိုသောရှိရောက်သောရိယသံဃာရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းဦးဇင်းတို့ဆူတောင်းကြအမြဝေကြနော်ရှင်းလင်းချကြရအောင်နော်အားလုံးမိမိတို့ပြုလုပ်ထားတဲ့မြင့်မြတ်စင်ကြယ်တဲ့ကုသိုလ်ကောင်းမှုတွေကိုအာရုံပြုပြီးတော့ဒီကုသိုလ်ကောင်းမှုအဆွေတို့ကြောင့်မဉ္ဇဉ်ဘုံဉ္ဇဉ်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းကြမယ်အားလုံးသောတတ္တဝါအနန္တကုသိုလ်ရဲ့အဖို့ပါကကိုအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့အမြတ်တမ်းပေးဝေကြမယ်ညီညီညာညာလိုက်ဆိုကြရအောင်တရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုတတိယအကြိမ်မြောက်ဓမ္မဒါနဓမ္မပူဇာဓမ္မတဝနာဓမ္မဒေသနာတရားအလှူပေးလှူကြရာဤချိန်ခါ၌
လူဒန်းကြရသောဒါနကုသိုလ်ဆောက်တည်ကြရသောသီလကုသိုလ်တရားနာယူကြရသောဓမ္မတဝနာကုသိုလ်ဤကဲ့သို့များမြတ်သောကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ဖို့ညာဉာဏ်နိဗ္ဗာန်ကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏အဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍၎င်းသာသနာတော်ကိုစောင့်ရှောက်ကြကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအစာထား၍၎င်း32ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထတ်မြကုသိုလ်ဤဖို့ပါကကိုပေးဝေငှပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြာကြာသမျှအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြရှုတော်